long me ming la ba shu swa phya kin jesu timare atat shin chen khwe ya awng da ma ka bo no atat shin ya phya yeနှုတ်ကပတ်တော်နဲ့ဘုရားသခင်ရဲ့တတိုင်းတော်အိမ်တော်ထဲမှာပေါ့နော်ပြန်လဲပို့ဆောင်တဲ့အတွက်ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ပါဝင်အစေခံမဲ့နှုတ်ကပတ်တော်တမန်တရားကတော့ကျမတို့ကြားဘူးနာဝကြားဘူးတော့လားမကောက်နားမှာဝတယ်ဒါပေမဲ့ခါကျနားမှာပဲဝတယ်အသက်တာမှာမဝဘူးနော်ဆိုတော့ကြားဘူးလဲကြားဘူးတယ်နားမှာလဲဝနေတယ်ဒါပေမဲ့အသက်တာထဲမှာမဝတဲ့အတွက်အဲ့နှုတ်ကပတ်တော်ရဲ့အကျိုးကျမတို့မခံစားရဘူးပေါ့နော်ဒီနေ့ကျမတို့ကတခါလေကျယုံကြည်သူတွေကရွှေငွေအထောင်တောင်းထက်မခသာ၍ကောင်းတယ်လို့ပြောတဲ့ကျမ်းစာကိုကင်ထားပြီးတော့ကျမတို့ရဲ့အသက်တာထဲမှာတခါတရံကြရင်အထောက်မတန်နော်ခက်ခဲမှုတွေအထောက်မတန်ပင်ပန်းမှုတွေခံစားရတဲ့အခြေအနေရှိတာကဘာကြောင့်လဲဆိုတော့ရွှေငွေအထောင်တောင်းထက်မကကောင်းတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကင်ထားပေမဲ့ရွှေငွေအထောင်တောင်းထက်မကကောင်းတဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ကမကြွယ်ဝလို့ဖြစ်တယ်အဲ့လိုမျိုးပေါ့နော်။ဒါတော့ဒီနေ့ကျွန်တော်တို့ကနှုတ်ကပတ်တော်ကျမ်းစာအုပ်ပဲလက်ကင်ထားဖို့မဟုတ်ဘဲနဲ့ဒီကနေ့ကျမ်းစာထဲမှာပါတဲ့ဖခင်ရဲ့စကားနဲ့ကြွယ်ဝနေဖို့ဘုရားကအလိုရှိပေါ့နော်။ဒါကြောင့်ကြားဘူးနာဝကြားဘူးလဲကြားဘူးတဲ့နားထဲမှာလဲဝါတဲ့ရွှေချမ်းချက်လေးနဲ့ပဲဆက်လက်ပါဝင်မှာဖြစ်ပါတယ်လို့နော်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး16အပိုင်းငယ်24ရှင်ယောဟန်16:24ပေါ့နော်ရှင်ယောဟန်ခန်းကြီး16အပိုင်းငယ်24မှာယခုတိုင်အောင်ငါဤနာမကိုအမိပြု၍သင်တို့သည်အဘယ်စုကိုမျှမတောင်းကြသေးသင်တို့သည်ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းကတောင်းကြလော့ထိုတို့တောင်းလင်ရကြလိမ့်မည်ဖတ်တော်နှုတ်ကပတ်တော်သည်အသက်ရှင်တဲ့ဘုရားရဲ့စကားဖြစ်သောကြောင့်ရှေးဥစွာရောက်စီတဲ့မှာဘုရားရှင်ကောင်းကြီးရှိပါစေအဲ့တော့နှုတ်ကပတ်တော်ယေရှုကပေါ့နော်ဆွတ်ဆွဲတာမဟုတ်ဒီကျမ်းပိုက်ကနော်တပည့်တော်တွေကိုယေရှုကဆွတ်ဆွဲပြောတာမဟုတ်ဘဲနဲ့သူတို့ရဲ့အဖြစ်မှန်ကိုပြောပြတာဖြစ်တယ်အဲ့တော့သူတို့ဒီခရစ်တော်နောက်ကိုတကောက်ကောက်လိုက်နေပေမဲ့ခရစ်တော်ကသူတို့ဘာပြောလဲငါနောက်မှာနေတော့တကောက်ကောက်တော့လိုက်နေပေမဲ့ယခုတည်းငါရဲ့နာမည်ကိုတက်ပြီးတော့တဲ့ဘာမှမတောင်းကြသေးဘူးတဲ့နော်အဲ့တော့သူတို့ဒီခရစ်တော်နောက်ကိုလိုက်နေပေမဲ့လေသူတို့အသက်တာထဲမှာဘာချို့ယွင်းချက်ရှိလဲဆိုတော့ဆုတောင်းခြင်းမရှိတဲ့အသက်တာရှိတယ်ဆုတောင်းခြင်းချို့ယွင်းနေတာပေါ့နော်ခါကျကျမတို့အသက်တာထဲမှာဝိညာဉ်တော်ချို့တဲ့တယ်နော်အသင်းတော်တွေယုံကြည်သူရဲ့အသက်တာထဲမှာတန်ရှင်တော်ဝိညာဉ်တော်ချို့တဲ့ရဲ့အန္တရာယ်ရှိတယ်တန်ရှင်တော်ဝိညာဉ်တော်ချို့တဲ့ဘာအန္တရာယ်ရှိလဲဆိုတော့ဘောနော်မေတ္တာခေါင်းပါခြင်းတွေနဲ့စိတ်နှလုံးကွဲပြားခြင်းတွေဆိုတဲ့ဆိုးကျိုးတွေကထွက်လာတတ်တယ်သူအဲ့လိုမျိုးပေါ့နော်နှုတ်ကပတ်တော်နဲ့ဝေးသွားတယ်အဲ့တော့ဒီမှာလဲနှုတ်ကပတ်တော်ကဘုရားဘာပြောလဲသင်တို့ကဘယ်ဆုမြမတောင်းကြသေးတဲ့သင်တို့ဒီဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းကတောင်းပါဒီနေ့ဘုရားခင်ဘာလို့ဒီကျမ်းပိုက်ကိုပြောလဲဆိုတော့ယုံကြည်သူတွေရဲ့အသက်တာထဲမှာဖရာသခင်အမြင်ချင်းဆုံးသောအရာကဆုတောင်းနေတဲ့အသက်တာဖြစ်တယ်နော်အဲ့တော့ကျမ်းစာမှာကတော့မချားမလတ်ဆုတောင်းပါလို့တော့အဲ့လိုတော့ပြောတယ်မချားမလတ်တောင်မှတောင်းစေခြင်းတဲ့ဖရာဖြစ်တယ်ဆုတောင်းခြင်းမှုကိုဘုရားကယုံကြည်သူအသက်တာထဲမှာအမြင်ချင်းဆုံးဖြစ်တယ်ဒါပေမဲ့ကျမတို့ယုံကြည်သူရဲ့အားနဲ့ချက်ကဘာလဲဆိုတော့ဆုတောင်းရမှာခက်လားဆိုမခက်ဘူးဒါပေမဲ့အပြင်းဆုံးအလုပ်ကဆုတောင်းခြင်းအလုပ်ဖြစ်နေတယ်နော်အဲ့တော့တခါလေကျဆုတောင်းရင်းနဲ့ဒါမှဆုတောင်းချက်ကဘယ်ရောက်သွားမှမသိတဝက်တစ်ပြက်နဲ့အိပ်ပျော်သွားတာတွေတော့ရှိသေးတယ်ဆုတောင်းချက်စိတ်ဝင်စားလားစိတ်ဝင်စားလားနော်အဲ့လိုမျိုးပါနော်အဲ့တော့ဆုတောင်းခြင်းဟာခက်လားဆိုတော့လေမခက်ပါဘူးဒါပေမဲ့လည်းကျမတို့တွေစူးစမ်းလုပ်လားဆိုတော့လေစူးစမ်းမလုပ်ကြဘူးအဲ့တော့အဲ့ဒီမလုပ်တဲ့အတွက်ဘာချို့တဲ့မှုခံစားရလဲဆိုတော့စုံလင်တဲ့ဝမ်းမြောက်စရာအကြောင်းတွေချို့တဲ့လာတယ်နော်စားတော့စားရတယ်ဝမ်းမမြောက်ပဲစားနေရတယ်အိတ်တော့အိတ်ရတယ်ဝမ်းမမြောက်ပဲအိတ်နေရတယ်အဲ့လိုမျိုးဖြစ်ဘုရားသခင်လိုချင်တာကသူ့နောက်ကိုလိုက်တဲ့သူ့တပည့်တော်တွေကိုသူချစ်တဲ့အခါမှာနော်ပေါ်လေးပဲသွားနေကြတယ်ဘုရားသခင်ကဘာဖြစ်လဲယေရှုကသူ့တပည့်တော်ချစ်ကမှာဆုတောင်းစေခြင်းတယ်မင်းတို့ကအခုထိတောင်ဘာဆုမှမတောင်းသေးဘူးတဲ့ငါနာမကိုမပြုတော့တောင်းပါတဲ့နော်အဲ့လိုဆုတောင်းနေဆိုရင်ဝမ်းမြောက်စရာအကြောင်းစုံဖို့အတွက်တောင်းပါ
အခုနောက်ဆုံးသောကာလမှာကျမတို့တွေကဘယ်နာကြည့်ကြည့်ဘယ်သတင်းကြားကြားဝမ်းမြောက်စရာသိမရှိဘူးနော်ဒါပေမဲ့အဲ့ဒီလောကသတင်းစကားတွေကြားထဲမှာဝမ်းမြောက်နေဖို့အတွက်ဘုရားသခင်ကျမတို့ကိုဘာနဲ့လမ်းညွှန်ပေးထားလဲဆိုဆုတောင်းခြင်းပေါ့နော်ဆုတောင်းခြင်းကအသင်းတော်တွေမှာလည်းအသက်သွေးကြောဖြစ်တယ်လို့ယုံကြည်သူရဲ့အသက်သွေးကြောလည်းဖြစ်ပါတယ်နော်ဆုတောင်းတဲ့အသင်းတော်နဲ့ဆုမတောင်းတဲ့အသင်းတော်ဆုတောင်းတဲ့ယုံကြည်သူတူးချင်းစီနဲ့ဆုမတောင်းတဲ့ယုံကြည်သူတူးချင်းစီတိုင်းကလည်းအယံကွာပါတယ်သခင်ယေရှုခရစ်တော်ကလေသူ့နောက်လိုက်တဲ့တပည့်တော်တွေတရားဟောနည်းမသင်ပေးဘူးနော်ဆုတောင်းနည်းပဲသင်ပေးတာသင်တို့ဆုတောင်းရမည်မဆိုသူဆုတောင်းပြီးတော့မှတစ်ချက်ချင်းသင်ပေးတာဖြစ်တယ်တရားဟောနည်းမသင်ပေးဘူးနော်ဒါပေမဲ့ကျမ်းစာကျောင်းတွေမှာတော့တရားဟောနည်းသင်ပေးတယ်ဘယ်လိုပုံစံနဲ့ဟောရမလဲဘယ်လိုပြောပြတယ်ဒါပေမဲ့အရေးမကြီးဘူးလားတရားဟောချက်အရေးကြီးပါတယ်သို့တော်လည်းသခင်ယေရှုခရစ်တော်ကတရားဟောခြင်းကတော့ယုံကြည်သူတိုင်းမလုပ်နိုင်ဘူးဆုတောင်းခြင်းကတော့ခလေးအစားလုပ်တတ်တယ်ယုံကြည်သူတိုင်းအရွယ်စားမရွေးလုပ်တတ်တယ်နော်အဲ့တော့ဆုတောင်းခြင်းကယုံကြည်သူတိုင်းလုံးဝမဖြစ်တယ်တရားဟောခြင်းကကြတော့ဘုရားသူခွဲခတ်သတ်မှတ်ထားတဲ့သူအသီးသီးရှိပြီတာပဲဒါကြောင့်ယေရှုခရစ်တော်တပည့်တော်တွေတရားဟောခြင်းမသင်ပေးဘူးနော်ငါမရှိနေတော့တရားဟောမှာသူသိတယ်လေခရစ်တော်မရှိတဲ့နောက်ပိုင်းမှာလဲခရစ်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာသူတို့ဟောမယ်ဆိုတာသူတို့သိတယ်ခရစ်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာဟောဖို့ကလည်းသူတို့ကသင်ပေးစရာမလိုခရစ်တော်ကိုသူတို့ကမျက်စိရှိမှမြင်နေရတဲ့လက်ပွန်းတတိသွားနေတဲ့အတွက်ဖြစ်ပျက်အလုံးသိပြီးသားသူတို့မှလိုတာကဆုတောင်းခြင်းဖြစ်နေတယ်တခါလေကျကျွန်တော်တို့အသက်တာမှာဆုတောင်းခြင်းချို့တဲ့ရင်ဝိညာဉ်ရေးရမှာတခါကြဟာတာဖြစ်တတ်ပါတယ်နော်စားတော့စားရတဲ့အိတ်တော့အိတ်ရတဲ့ဝမ်းမြောက်ခြင်းမခံစားရဘူးအဲ့တော့ခရစ်တော်ကလည်းတပည့်တော်တွေကိုတရားဟောနည်းမသင်ပေးဘူးဆုတောင်းခြင်းပဲသင်ပေးတာဖြစ်တယ်အဲ့တော့ဆုတောင်းခြင်းလို့ပြောတဲ့အခါမှာတယောက်နဲ့တယောက်ဆုတောင်းနိုင်တဲ့စွမ်းရည်ကမတူပြန်ဘူးတချို့တွေကအကြာကြီးတစ်ထိုင်ထဲမှာအကြာကြီးတောင်းနိုင်ပါတယ်တချို့တွေက3မိနစ်5မိနစ်လောက်တောင်းပြီးဘာဆက်တောင်းအောင်မသိဘူးကုန်သွားပြီမရှိတော့နော်ကျွန်တော်တို့ကြားတဲ့ကြောင့်တက်တော့တငယ်ချင်းတယောက်ပြောလို့ပေါ့နေပါတွေတောင်းတာလေနေတစ်ခါဆုတောင်းအောင်မပြီးနိုင်တော့ဘူးလေငါတို့ဆိုရင်လည်းဗာလဲ1မိနစ်2မိနစ်ပြောပြီးပြီးသွားပြီလေသူတို့ကနော်တယောက်နဲ့တယောက်မတူဘူးပေါ့နော်အဲ့တော့ဒီနေ့တယောက်နဲ့တယောက်ဆုတောင်းဆွမ်းအားလည်းမတူဒါပေမဲ့ကျမ်းစာမှာတော့ပြမ်းမြပေါ့နော်ယေရှုခရစ်တော်ကတော့လူတယောက်ဟာပြမ်းမြဘလောက်တောင်းနိုင်လဲဆိုတာကိုတော့ကျမ်းစာထဲမှာပြောပြထားတယ်ရှမသက်ခန်းကြီး26မှာယေရှုကပြမ်းမြပြောထားတယ်ပေါ့နော်တင်တို့ဒီတဲ့ရှမသက်26:40မှာပေါ့နော်တပည့်တော်တို့ရှိရသောပြန်၍သူတို့ဒီအိပ်ပျော်လျက်နေကြကြတွေ့တော်မူလျင်တင်တို့ဒီတဏှာခတ်မြငါနဲ့တူစောင့်ရနေစေခြင်းကဤသို့မစွမ်းနိုင်သလောပြမ်းမြပေါ့လူတယောက်ဟာတဏှာကြီးတော့ဆုတောင်းနိုင်တယ်တဲ့ဒါပြမ်းမြဒါခရစ်တော်ကပြောတဏှာကြီးခတ်မြငါနဲ့အတူနေခြင်းကဤသို့မစွမ်းနိုင်ငါနဲ့အတူဆုတောင်းဖို့ပေါ့နော်ခရစ်တော်ကသူနဲ့အတူတပည့်တော်တွေဆုတောင်းဖို့အဖို့ခေါ်ခြင်းဆုတောင်းဖို့ဆုတောင်းဖက်လိုချင်တယ်သူကလေအဲ့တော့ယေရှုခရစ်တော်ကသူနဲ့အတူအရေးအကြောင်းခဏလေးဗာလဲတကယ်အသေးအံဖြစ်မဲ့အချိန်တိုင်းကိုသူကဖြတ်ကျော်ရတော့မှာလေအဲ့ဒီချိန်မှာယေရှုခရစ်တော်အဲ့ဒီအသေးအံဖြတ်ကျော်ရမယ့်အမှုရာကြီးကိုအောင်မြင်ဖို့အတွက်ဆုတောင်းခြင်းကိုသူကအရင်လုပ်တာဖြစ်တယ်အဲ့တော့ဆုတောင်းခြင်းကိုအရင်လုပ်တယ်ဒါပေမဲ့သူနဲ့ဆုတောင်းဖို့ဆုတောင်းဖက်ဘုရားသခင်ကသူ့တပည့်တော်တွေကိုလိုချင်တယ်ယေရှုကဒါပေမဲ့ခရစ်တော်ရဲ့တပည့်တော်တွေကဆုတောင်းမယ်ဆိုကမှသူတို့မျက်ခွန်ကလည်းလေးနေတယ်နော်လူတစ်ကောင်လုံးမှာအလေးဆုံးကလည်းမျက်ခွန်ပဲသူလေးလိုက်တော့ဘယ်သူမှမခံနိုင်တော့နော်အဲ့မျက်ခွန်ကြီးလေးလာပြီဆိုဘယ်သူကမှမထိန်နိုင်နော်အဲ့လိုမျိုးပါဆိုတော့အလေးဆုံးဆိုတော့ဒီမှာလေတပည့်တော်တွေကလည်းအဲ့ချိန်မှာသူတို့ရဲ့အလေးဆုံးမျက်ခွန်ကိုသူတို့မထမ်းနိုင်အဲ့တော့ယေရှုကပြောတဏှာကြီးလောက်တော့နဲ့ငါနဲ့အတူဆုတောင်းဖို့အချိန်မပေးနိုင်ဘူးလားဒါပြန်ပြပါနော်ယုံကြည်သူတရားဟာဒီနေ့မှာတဏှာကြီးလောက်တော့ပြန်ပြတောင်းနိုင်ကြပါတယ်ကျွန်တော်တို့မတောင်းကြလို့ပါနော်မတောင်းကြလို့ဖြစ်တယ်အဲ့တော့ဒီနေ့သခင်ယေရှုခရစ်တော်လိုချင်တယ်ဆုတောင်းခြင်းအသက်တာကျွန်တော်တို့အသက်တာထဲမှာဘုရားသခင်ဆုတောင်းစေခြင်းသောကြောင့်ယုံကြည်သူတွေကလည်းလေတခါလေကြာရင်ဘယ်အချိန်မှဆုတောင်းလဲစိတ်ပါလက်ပါပေါ့စိတ်ပါလက်ပါဘယ်အချိန်မှတောင်းလဲဆိုတော့ကိုအစွမ်းစားနဲ့မဖြစ်နိုင်တော့တဲ့အမှုရာတစ်ခုကိုကြုံပြီးဆိုရင်တော့အဲ့မှာစိတ်ပါလက်ပါတောင်းပြီနော်အားလုံးနားလည်လွယ်အောင်ပြောမယ်ဆိုရင်တော့အခက်ခဲတွေ့တဲ့အခါကြာရင်တော့စိတ်ပါလက်ပါတောင်းတယ်ဒီနေ့အခက်ခဲမတွေ့တဲ့အခါမှာဆိုရင်တော့နော်ဟိုပါလေ
ညအိယာကိုဆုတောင်းတော့မှ thank you Jesus ဒီတလုံးပဲပြောပြီးခေါင်းပေါ်မှာအိတ်ချတက်လိုက်တာပဲနော်မနေ့အိယာထားလဲ thank you Jesus နဲ့ပဲထားလိုက်တာပဲတနေ့ကုန်သွားတာပဲဘာလဲအသက်တာထဲမှာအရန်နဲ့ခက်ခဲအမှုရာတွေမကြွားတဲ့အခါမှာဒီလောက်ပဲပြောလိုက်တယ်နော်ထမင်းစားလို့ကောင်းဖျားကျွေးလို့စားရတဲ့ထမင်းခက်နဲ့စားရတာမဟုတ်ဘူးဖုတ်ပူမိတိုက်စားရတာမဟုတ်ဘူးအဲ့လိုပေါ့နော်အစင်ပြေနဲ့စားရနေတဲ့အချိန်မှာကျမတို့ယုံကြည်သူတွေကပကံပဲအလေးပြုပြီးစားတဲ့ခရိယန်တွေအများကြီးပဲဘာလုပ်လိုက်လဲမသိဘူးဒီလိုပဲလုပ်ပြီးထမင်းစားသွားကြတာပဲနော်ဆိုတော့ကောင်းချီးမွမ်းရမှာလေကောင်းချီးမွမ်းရမှာဖြစ်တယ်အဲ့တော့ဖျားကျွေးလို့စားရတာငြိမ်ဝတ်စွာစားရတာစားရတဲ့အစားအစာတို့ဒီဖျားကိုပုံကံဖို့စားခြင်းမဟုတ်ပါလို့လဲဆုတောင်းအောင်မှာဖြစ်တယ်ဘာကြောင့်လဲဆိုကျမကဖျားကျွေးတဲ့အစားအစာစားလိုက်အဲ့လိုကိုတယောက်တည်းဆိုအဲ့လိုမျိုးဖျားခင်ကိုတော့ကျွေးလို့စားရတာပါယေရှုတင်တယ်ကိုတော့ကျွေးလို့စားရတဲ့ဤစားအစာဒီကိုတော့ကိုပုံကံဖို့မဖြစ်ရပါမိကြောင်းဒုစရိုက်ကိုပြုတ်ဖို့မဖြစ်ရပါမိကြောင်းဆုတောင်းတယ်ဘာကြောင့်လဲဆိုတခါကျလောကမှာမိဘတွေကကောင်းကျွေးကောင်းမွေးတယ်ဒါပေမဲ့မိဘတွေကောင်းကျွေးကောင်းမွေးတဲ့ဟာသားသမီးတွေကမိဘတွေကိုပြန်ပြီးတော့စန့်ကျင်ပဲလုပ်တာတွေရှိတယ်သူတို့ကောင်းကျွေးတယ်ကောင်းထားတယ်ဆိုတော့သူတို့စန့်ကျင်ဖို့မဟုတ်ဘူးသူတို့ကိုယိုသေးဖို့သူတို့ဘဝကောင်းစားဖို့ဖြစ်တယ်ဒီနေ့ကျမတို့ယုံကြည်သူတွေလည်းဘုရားခင်ကောင်းထားတယ်ဆိုတာကောင်းစားရတာကဒုစရိုက်ပြုဖို့မဟုတ်ဘူးနော်ဘုရားကောင်းကျွေးတယ်ခဏနေကြဘုရားမကြိုက်တာပဲလုပ်ကြတယ်သူတွေအများကြီးရှိတယ်နော်ဒါဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာကိုတော်ကတပည့်တော်တွေပြောနေတယ်လို့ပဲယနေ့ယုံကြည်သူတွေလည်းဘုရားကပြန်ပြီးတော့နှိုးဆော်နော်နှိုးဆော်ပေးနေပါတယ်အဲ့တော့သင်တို့ဆုတောင်းပါတဲ့ဝမ်းမြောက်စရာစုံလင်ဖို့အတွက်တောင်းပါဝမ်းမြောက်စရာမကောင်းတော့တဲ့ဒီလောကကြီးထဲမှာဝမ်းမြောက်ခြင်းနဲ့နေ့ရက်စဉ်တိုင်းအသက်ရှင်ဖို့အလို့ငါဘုရားသခင်ကကျမတို့ကိုဆုတောင်းစေချင်ပါတယ်အဲ့တော့ယုံကြည်သူရဲ့အသက်တာထဲမှာဘုရားသခင်ကတက်တောင်းတက်တာနဲ့လေအစဉ်ပြေလေးမှာစိတ်ပါလက်ပါဆုတောင်းစေခြင်းတယ်ဒါပေမဲ့ကျမတို့ယုံကြည်သူတွေကအစဉ်ပြေတဲ့အချိန်မှာကောင်းဆုမတောင်းကောင်းဆုတောင်းဖို့အချိန်မီကြဘူးအဲ့တော့ဘုရားသခင်ကသူ့သားသမီးရဲ့အခက်ခဲတွေးမှအသေးအတန်စိတ်ကောနှလုံးရောပါပြီးမှဆုတောင်းတယ်ဆိုတာကိုသိတဲ့အတွက်အခက်ခဲကိုမပေးချင်လည်းပဲပေးရတာဖြစ်တယ်ပေးချင်လို့တော့မဟုတ်ဘူးဘာကြောင့်လဲအခက်ခဲတွေးမှသူဆုတောင်းပါဦးကိုဆုတောင်းပါဦးเนาะဆရာတစ်ပါးရဲ့တက်တေခံချက်ကိုကျွန်မကြားရတယ်ခရီးစဉ်တစ်ခုမှာကျွန်တော်တဲ့မထင်မှတ်ပဲထောင်ကျသွားပါတယ်ခင်ဗျာတဲ့ကျွန်တော်ထောင်ကျတဲ့ချိန်မှာလေတဲ့ဒိုင်လာ3ချိန်ဆုတောင်းတာနဲတောင်နဲသေးတယ်ကျွန်တော်အဲ့ထက်မှာ3ချိန်မကောက်ဘူးတဲ့ဘယ်နဲ့ချိန်လည်းမသိကျွန်တော်ထွက်ချင်လို့เนาะသူဆုတောင်းတာဒိုင်လာတစ်နေ့3ချိန်ဆုတောင်းတာနဲတောင်နဲသေးရဗျာကျွန်တော်ထောင်ထဲမှာဆုတောင်းတာမှအဆက်မပြတ်ပဲကျွန်တော်ထောင်ထဲရောက်ရတဲ့အကြောင်းရတယ်တဲ့ကိုတော်မသိဘူးတော့ဟာဟိုသူ့ကိုဖမ်းလိုက်တာတော့မတင်ကာမှုပေါ့အဲ့ဒါနဲ့သူထောင်ထဲရောက်သွားဘလို့မှရှင်းပြလို့မရအောင်ထောင်ထဲရောက်သွားနောက်ထောင်ထဲရောက်မှ तू ကဩဘုရားခင်အကြံစီရှိရဆို तू သိလိုက်တယ်ထောင်ထဲရောက်တဲ့ခါကျတော့အဲ့မှာထောင်ထဲမှာအရင်ရောက်နေတဲ့သူ့ရဲ့စီနီယာထောင်သားတွေပေါ့စီနီယာထောင်သားတွေကသူ့ဘာအတွက်နဲ့ခမ ्या ကဖမ်းခံရတာလဲဘာညာသူ့ကိုမေးတာပေါ့ तू ကပြောတယ်ကျွန်တော်ကမတင်ကာမှုခမ ्या အပြင်မှာဘာလုပ်လဲမသိဘူးလေကျွန်တော်အပြင်မှာတဲ့ကျွန်တော်စီးပွားရေးသမားလို့ကျွန်တော်လေးတဲ့ဟိုခရိယန်အမှုတော်ဆောင်ပါ။အော်အမှုတော်ဆောင်လား။တင်းဟုတ်လား။ဟာဟုတ်တယ်။ဟာအဲ့ဒါသူဝမ်းသာ။ကျေးဇူးတော်ပဲကျွန်တော်တို့တွေနှုတ်ကပတ်တော်တွေစာငတ်နေတယ်ပွဲတော်တွေစားခြင်းတယ်။ဖျားခင်ထောင်ထဲကိုအမှုတော်ဆောင်တယောက်လောက်ပို့ပေးပါလို့ကျွန်တော်တို့ဆုတောင်းနေတာအခုပို့ပေးတာတဲ့။အော်သူတို့တောင်းလို့သူရောက်လာတာတဲ့။နော်။ तू ကပြောတယ်မင်းတို့ကလည်းကွာဘလို့ကြီးတောင်းတာလဲနင်တို့ဆုတောင်းချက်ကြောင့်ငါမှထောင်ထဲရောက်လာရတယ်နော်ဆိုတော့သူတို့ထောင်ထဲရောက်မှနှုတ်ကပတ်တော်တွေသူတို့တိဆောက်ပေးမဲ့အမှုတော်ဆောင်တွေစံငတ်လာတယ်ထောင်ထဲရောက်မှပွဲတော်စံငတ်လာအဲ့ကြမှာသူတို့5-6ယောက်ရှိတယ်ကဲတို့ဆုတောင်းကြပဲဘုရားတတ်နိုင်ပါသူတို့တောင်းတာကတော့သူတို့ထွက်ပြီးတော့အပြင်မှာနော်ဘုရားကျောင်းလေးတက်ပြီးတော့နှုတ်ကပတ်တော်လေးအဲ့လိုမျိုးပေါ့သူတို့တောင်းတာဘုရားခင်ကျွန်တော်တို့မထွက်ရသေးရင်လည်းအမှုတော်ဆောင်တယောက်ပေးတွေ့တခါလေကြာရင်ထောင်နေမှာလေအမှုတော်ဆောင်တွေကမြစ်တာသွားပြတာရှိရလေနော်ထောင်နေမှာသွားပြီးတော့ဟိုပွဲတော်ပွေးတဲ့ဆရာတွေရှိတယ်မြစ်တာသွားပြပြီးတော့ဝင်ရတဲ့ဆရာတွေရှိပါတယ်နော်အဲ့လိုရှိတယ်ဒါပေမဲ့ तू ကလည်းသူတို့ကလည်းဘလို့တောင်းလဲထောင်ထဲကိုရောက်လာဖို့ထိတောင်းတာလေနော်အဲ့တော့ဆိုတော့ဟိုဆရာကလည်းဗာလဲသူတို့ဆုတောင်းတန်ကိုဘုရားနားထောင်ပြီးတော့အဲ့ဒီဆရာကထောင်ထဲရောက်ပြီးတော့သူတို့သွားတိဆောက်ပြ။အော်မင်းတို့တောင်းလို့ငါထောင်ထဲရောက်လာတာပဲ။နော်သူတို့တိဆောက်ပေးတယ်ပွဲတော်တွေပြီးတဲ့အခါမှာသူတို့အသက်တာထဲမှာလူသစ်တွေဖြစ်လာပြီးတော့ပေါ့နော်နောက်ပိုင်းသူထွက်သူကဘာပြောလဲကျွန်တော်ထောင်ကထွက်တဲ့အခါမှာဒိုင်ရင်လာတစ်နေ့3ကြိမ်မမီတော့ပြန်ဘူးဗျာတဲ့နော်ဆိုတော့ထောင်ထဲမှာတော့ကျွန်တော်ကလေဒိုင်ရင်လာတစ်နေ့3ကြိမ်က
အေးစီပဲကျွန်တော်ကလေတနေ့3ချိန်မကောက်ဒိုင်လောက်ကြော်တယ်ဒါပေမဲ့ကျွန်တော်ထောင်ထဲကထွက်လာတဲ့ချိန်မှာတော့တဲ့အမှုတော်ဆောင်တော့အဲ့ဒါကျွန်တော်ထောင်ထဲကထွက်လာတဲ့ချိန်မှာဒိုင်လောက်မမီတော့ပြန်ဘူးဗျာဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေကဘေးကျက်နံကျက်တဲ့ကနေကိုတော်ကယ်ဖို့လိုလာပြီးဆိုရင်ကျွန်တော်တို့ရဲ့ဆုတောင်းခြင်းကတော့စိတ်ကလေးဖြစ်တယ်နော်အခုနောက်လို့ပြောလို့ဆုတောင်းတဲ့အခါမှာလဲကျွန်တော်တို့ဆုတောင်းတတ်ဖို့တော့လိုတယ်ခုနထောင်ထဲမှာရှိတဲ့လူလုံးကဘတော်ဆံငတ်တယ်ပွဲတော်ဆံငတ်တယ်သူတို့ဆုတောင်းတတ်ဖို့လိုတယ်နော်သူတို့ဆုတောင်းချက်နည်းနည်းလေးလွှဲလာအမှုတော်ဆောင်နေဘာမှမထောင်ထဲရောက်ပြီးတော့သူတို့နဲ့အတူပါဖြစ်လဲထောင်သားဖြစ်ခဲ့ရတယ်နော်ဒါပေမဲ့ဘုရားခင်ကတကယ်ပဲကောင်းမြတ်တာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ယုံကြည်သူတွေဆုတောင်းရမယ်ဒါပေမဲ့ဆုတောင်းတဲ့အခါမှာလဲဆုတောင်းတတ်ဖို့လိုတယ်ပေါ့နော်ကောရိန္သုဩဝါဒစာပထမစာဆောင်မှာကျွန်မဖတ်ချင်တယ်ကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး14မှာဘုရားခင်ပြောထားတဲ့အရာလေးပေါ့နော်ကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး14အပိုင်းငယ်15မှာပေါ့နော်1ကော14-15မှာတို့ဖြစ်လေအဘယ်တို့ပြုရမည်နည်းတဲ့စိတ်နှလုံးနဲ့၎င်းဉာဏ်နဲ့၎င်းဆုတောင်းရမည်စိတ်နှလုံးနဲ့၎င်းဉာဏ်နဲ့၎င်းတခြင်းဆိုရမယ်ဆုတောင်းတဲ့အခါမှာသူ့ရဲ့စီမင်းစည်းကမ်းရှိပါတယ်ဘုရားခင်သတ်မှတ်ပေးထားတဲ့စီမင်းစည်းကမ်းကတော့ဆုတောင်းတဲ့ယုံကြည်သူတယောက်ဆုတောင်းတဲ့အမှုတော်ဆောင်တဲ့ဟာစိတ်နှလုံးလဲပါရမယ်ဉာဏ်လဲပါရမယ်ဒီနေ့ဘုရားကိုချီးမွမ်းတခြင်းဆိုတဲ့အခါမှာစိတ်နှလုံးလဲပါရမယ်ဉာဏ်လဲပါရမယ်တခါလေကြာကျွန်တော်တို့ဆုတောင်းတဲ့ဉာဏ်မပါဘူးစိတ်နှလုံးတော့ပါတယ်စိတ်နှလုံးကတော့တကယ်ပဲဘုရားရှိမှာပေါ့နော်စိတ်နှလုံးကရောက်ပြီးတော့ကျွန်တော်တို့ဆုတောင်းတယ်ဒါမဲ့ဉာဏ်ကလည်းလိုသေးတယ်ဆုတောင်းမှားလို့မရဘူးဆုတောင်းမှားပြီဆိုကိုယ်ဆုတောင်းချက်နဲ့ကိုယ်ဒုက္ခပြန်ရောက်တတ်တယ်နော်ရေဖတ်သားကိုကြည့်လိုက်လေသူဆုတောင်းချက်နဲ့သူဒုက္ခပြန်ရောက်တာလေကိုတော့ကျွန်တော်အာမုံအမျိုးတွေကိုအနိုင်ပေးလေကျွန်တော်အိမ်ပြန်လို့ကျွန်တော်ပထမဆုံးကြိုတဲ့လူကိုတဲ့ရစ်ပူစော်မယ်အဲသူဆုတောင်းမှားတာလေသူဆုတောင်းမှားတဲ့အတွက်ဘာဖြစ်လဲသူဆုတောင်းချက်နဲ့သူဒုက္ခပြန်ရောက်တယ်ဒါကြောင့်ကိုယ်ဆုတောင်းချက်နဲ့ကိုဝမ်းမနေရဖို့အရေးကြီးတယ်နော်အဲ့တော့ဆရာတစ်ပါးတက်တဲ့ခါချက်နော်ပြန်ကြားရတယ်ကျွန်တော်တဲ့ခီးစဉ်တစ်ခုသွားတဲ့ခါမှာတဲ့ဘုရားခင်ကျွန်တော်လည်းဘုရားသားဘုရားရဲ့အမှုတော်ဆောင်ဖြစ်တယ်နော်ကျွန်တော်စီးရမယ့်ကားကိုပြင်ဆင်ပေးပါနော်ကားပြင်ဆင်ပေးရင်လည်းကားကောင်းပြင်ဆင်ပေးပါသူကအဲ့လိုဆုတောင်းတယ်နော်ပတ်စံပေးရမယ့်အတူကားကောင်းမှစီးမယ်ကိုတော်ရဲ့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ကလည်းဘုရားသားပဲတင့်ကိုအမိမဖြစ်စေဘူးနော်ခေါင်းဖြစ်စေမယ်လို့ပြောတဲ့ဘုရားပဲစသဖြင့်ပေါ့နော်အဲ့တော့တင့်ကိုအမိမဖြစ်စေဘူးခေါင်းဖြစ်စေမယ်လို့ပြောတဲ့ဘုရားပဲအဲ့တော့ तू ကအဲ့ဒီကျမ်းပိုက်တွေကို तू ကရထားတယ်နော်အဲ့ဒီကျမ်းပိုက်တွေကို तू ကရထားတဲ့အတွက်ဘုရားသခင် तू ကလည်းအဲ့ကျမ်းပိုက်လေးနဲ့ तू ကဆုတောင်းတာနော်အဲ့တော့ဆုတောင်းတော့ तू ခီးစဉ်သူ့ကိုဘုရားသခင်ကကားပြင်ဆင်ပေးပါတယ်ကားပြင်ဆင်ပြီးတော့စချင်းစီးမယ်လို့တဲ့ခါမှာကားကောင်းရလားနော်အဲ့နာ तू သွားတယ်ဒီနားထိုင်လို့ရလားနော်ဘယ်လောက်လဲမေးတာပေါ့ဒါပေမဲ့ तू ကကားသမားဘာပြောလဲဆိုဩတဲ့ကိုဝင်ဆောင်ထိုင်မှာမို့လို့တဲ့ဘာပဲဖြစ်ဖြစ်တဲ့ဟိုအစဉ်ပြေပဲနေရာလေးထိုင်ပေးလိုက်ပါလားတဲ့ဩကိုဝင်ဆောင်ဆိုတော့လေငါတို့ကယောက်ျားသားပဲဦးစားပေးရမှာပေါ့အားနဲ့ကိုဝင်ဆောင်ကအဲ့ဒီရှေ့ခါမှာထိုင်တယ်အားနဲ့ तू အားတဲ့ဟိုရှေ့ရောက်ရင်တော့ तू ကသူ့နေရာရောက်ဆင်းမှာပါနော်ဆရာကအိုးအဆုံးထိလိုက်ပါဆိုတော့နော်ဒီကိုဝင်သက်ဆင်းတဲ့ခါကျရင်တော့လိုက်ပေါ့အဲ့ဒီနေရာစီးပေါ့ဟုတ်ကဲ့သွားတယ်အဲ့ဒီကိုဝင်တဲ့အမျိုးသမီးကသူ့ဆင်းမဲ့နေရာလဲရောက်တော့ဆင်းတဲ့ခါကျ तू ကလည်းအဲ့ဒီ तू ကဘယ်နားထိုင် तू အစဉ်ပြေမဲ့နေရာကြည့်အပေါ်ကြည့်လိုက်တော့လေဟိုပါလေပစ္စည်းတွေတင်တော့နည်းနည်းဟိုပါပေါ့နော်များတော့အပေါ်မှာလဲ तू ကမစီးချင်ဘူး तू ဒီလိုတောင်ပေါ်သွားတဲ့ကားဆိုလား तू ပြောရမှာနော်အဲ့တော့အိုးတဲ့လွတ်လပ်ပဲတဲ့လွတ်ကားလည်းမူးတတ်တယ်ဆိုတော့တဲ့လွတ်လပ်ပဲဆိုပြီးတော့ तू ကဟိုးအရှိကားကောင်းအဖုံးမှာသွားထိုင်လိုက်တယ်တဲ့အဲ့တော့အဲ့ကိုဝင်တဲ့က तू စင်းမဲ့နေရာလဲကိုဝင်တဲ့စင်းပြီဆိုတော့ငါနေရာရမှာပဲဆိုပြီးတော့ तू ကလည်းသွားပြန်တဲ့အရှိခါကိုသွားတဲ့ခါကျတော့ဘာဖြစ်လဲမရပြန်ဘူးနော်သူ့ထက်ဦးစားပေးရမယ့်ပုံကိုတရားရောက်လာဩဒါကတော့နော်ဘာပဲဖြစ်ဖြစ်ဟိုဘလို့ခေါ်မလဲနည်းနည်းဟိုဝန်တန်းမှာအရေးပါတဲ့ပုံကိုကြီးပေါ့နော်အားနာပါလေဗျာဆိုပြီးတော့ဘာဖြစ်လဲသူ့နေရာပေးလိုက်ပြန်အဲ့ဒါ तू ကလည်းဟိုအရှိကားခေါင်းရက်မှာတွားထိုင်ပြန်ရောကားကောင်းအဖုံးမှာတွားထိုင်ပြန်ရောအဲ့ဒါတွားရင်နဲ့နောက်ဆုံးကြတော့ဖြစ်လဲ तू
ကားအကောင်းခမ်းမှမထိုင်ရပဲနဲ့သူလိုရခီရောက်သွားတယ်ပေါ့သူဘုရားကိုပြောတယ်ရောက်တဲ့နေဘုရားခင်ကောင်းကောင်းမွန်ပို့တဲ့အတွက်ယေရှုတင်တယ်ဒါပေမဲ့ဘုရားခင်ကျွန်တော်ဆုတောင်းတယ်လေတဲ့ကားကောင်းမှထိုင်ရဖို့ကျွန်တော်ဆုတောင်းတာဘာဖြစ်လို့ကျွန်တော်ကိုအခွင့်မပေးတာလဲကျွန်တော်ဆုတောင်းတာပဲနော်အမိမဖြစ်စေဘူးခေါင်းဖြစ်စေမဲ့ကြမ်းပိုက်လဲဆွဲကပ်ပြီးကျွန်တော်ဆုတောင်းတာပဲတဲ့ဘာကြောင့်ကျွန်တော်ကိုဘုရားကသူစိတ်ဝင်နေတယ်ငါသားတဲ့မင်းတောင်းတဲ့အတိုင်းငါပြုတ်တယ်လေတဲ့မင်းကားကောင်းပြောတဲ့အတွက်မင်းထိုင်ရတာခေါင်းပဲလေတဲ့အမိမမဟုတ်တာနော်ဆိုတော့ तू ထိုင်ရ तू ကားရှိတ်ခါလို့မှ तू မဆုမတောင်းတာကားကောင်းဆိုတကယ်အရှိကခေါင်းကြီးပေါ်မှာ तू သွားထိုင်ရတာအဲ့ဒီခေါင်းပေါ်မှာ तू ဟုတ်ခရီးဆုံးထိပေါ့နော်ဆိုတော့သူ့ရဲ့ဆုတောင်းချက်ကိုဘုရားကအဖြေပေးပါတယ်တခါလေကြိုက်ကိုတောင်းနေတဲ့အရာကိုကဘာဖြစ်လဲကိုဘလို့ပြောလဲဆိုတော့ကိုပြန်တတိယမှာအဲ့တော့ဒီနေ့ကျမတို့ဘုရားကိုဆုတောင်းတဲ့အခါမှာလေရေဖတ်ရဲ့ဆုတောင်းချက်ကိုကျမတို့ကသင်ခန်းစာယူရမယ်ကိုဆုတောင်းနေတဲ့အရာကကိုယ်ထိခိုက်စေမဲ့အရာလားကိုဆုတောင်းနေတဲ့အရာကိုဝမ်းနည်းစေမဲ့အရာလားဆိုတာကိုလေဒီနေ့ကျမတို့ကဆုတောင်းတတ်ဖို့လိုတယ်။တော့ဝမ်းမြောက်စရာကြောင်းစုံလင်စေခြင်းကတောင်းပါလို့ပြောတဲ့ဘုရားဆုတောင်းပြီးတော့ဘာလို့ဝမ်းနည်းရတာလဲ။ဆုတောင်းနေရတာနဲ့ဘာဖြစ်လို့ကျမတို့ဝမ်းမမြောက်ရတာလဲ။ဒါဆိုရင်တော့ဆုတောင်းတတ်ဖို့လိုလို့ဖြစ်ပါတယ်။နော်။အဲ့တော့ဆုတောင်းတဲ့အခါမှာစိတ်နှလုံးလဲပါရမယ်၊ဉာဏ်လဲပါရမယ်နော်အဲ့တော့ဒီနေ့ကျမတို့ဘာအတွက်ဆုတောင်းခိုင်းလဲနော်အစားတောက်ကျေးဇူးတော်ချီးမွမ်းဖို့ဆုတောင်းခိုင်းတယ်ဆိုရင်အစားတောက်တဲ့ကျေးဇူးတော်ချီးမွမ်းဆုတောင်းမယ်တချို့ရဲ့အစားတောက်တဲ့ဆုတောင်းခိုင်းရင်စဘာဆိုင်တယ်စဘာဆိုင်တော့ကတော့ဆိုင်အောင်မအပင်ကြီးအောင်မပါနော်ရိတ်အောင်မကြိတ်အောင်မစံတင်မချက်အောင်မပြောပါလေထမင်းစားမဲ့လူကပူပူနွေးနွေးလေးကဆုတောင်းလိုက်အေးဆက်သွားအောင်ဆိုတော့ကျေးဇူးတော်ချီးမွမ်းပြီးစားရမယ်ထမင်းဟာဆုတောင်းပေးတဲ့လူကစဘာစိုက်နေမှတော့ဘာဖြစ်လဲထမင်းစားရတာကအဆင်မပြေတော့ပြောချင်တာကဒီနေ့ကျမတို့ကိုဘာအတွက်ဆုတောင်းခိုင်းတာလဲဘာအတွက်ချီးမွမ်းခိုင်းတာလဲအဲ့လိုမျိုးသိရပါဘောနော်အဲ့တော့တခါလေကြာရင်ကျမတို့တက်တာထဲမှာစိတ်နှလုံးလဲပါရမယ်ဉာဏ်ကလည်းပါရမယ်ဉာဏ်မပါဘူးဆိုရင်ကျမတို့ရဲ့ဆုတောင်းချက်ကသူများအတွက်ညှင်းငွေ့စရာဖြစ်တတ်တယ်ကျမတို့ရဲ့ဆုတောင်းချက်ဟာဒီနေ့ကျမတို့အတွက်ဝမ်းနည်းစရာလည်းဖြစ်တတ်တယ်ဉာဏ်ပါရနော်အဲ့တော့စိတ်နှလုံးလဲပါရစိတ်လုံးကဟိုရောက်ဒီရောက်လို့လည်းမရဘူးနော်အဲ့တော့ကျမအိမ်တေးမှာfollow up သွားပြီးတော့နော်နှုတ်ကပတ်တော်နဲ့ follow လုပ်ပြီးတဲ့အခါမှာဆုတောင်းမယ်ဆိုပြီးတော့နှစ်ယောက်သားဆုတောင်းတာဆုတောင်းပြီးတဲ့အခါကျတော့ကျမဆုတောင်းပြီးတဲ့အချိန်မှာအာမင်ထူတဲ့အခါမှာအဲ့ဒီအမကြီးကမရှိဟဲ့ဘယ်ရောက်သွားရလဲပေါ့နော်အဲ့နဲ့ခဏနေကြောက်သူပြန်ဝင်လာတယ်ဆုတောင်းနေတော့ဘယ်ရောက်သွားသူကဘာပြောလဲဆုတောင်းနေတော့နဲ့စိတ်ထဲမှာတဲ့မိဖို့ကြောင့်မှငါအိုးမအုပ်ခဲ့မိတာတတိယလို့တွားအုပ်တာကြည်စားဆိုတော့ तू ကလေဆုတောင်းနေနဲ့စိတ်နှလုံးကဘုရားရှင်မရောက်ဘူးမိဖို့ကြောင့်ကငါအိုးကိုရောက်သွားတာနော်တခါလေကျဆုတောင်းနေရင်လည်းကျွန်တော်တို့စိတ်နှလုံးမပါတဲ့အခါကျတော့ဆုတောင်းနေရင်လည်းကိုယ်စိတ်ကဘုရားရှင်မြောက်ကိုယ်စိတ်ကကဘာပတ်နေတာနော်ဆုတောင်းနေရင်လည်းကျွန်တော်တို့ကဘုရားစိတ်နှလုံးမပါရင်တော့ကျွန်တော်တို့ရဲ့အတွေးထဲမှာစိတ်နှလုံးကတတိယတဲ့အရာအကုန်ဝင်လာတာပဲနော်ဆုတောင်းနေရင်လည်းလေအဲ့လိုမျိုးပေါ့ဆိုတော့ဒီနေ့ကျွန်တော်တို့ကစိတ်နှလုံးလဲပါရမယ်စိတ်ပါလက်ပါလို့ပေါ့နော်တခါလေကျရင်ဘုရားရဲ့သားသမီးတွေကဘုရားဥသာစကားပြောနေစိတ်ကဘုရားရှင်မရောက်ဘူးနော်အဲ့လိုမျိုးရှိတယ်ဒီနေ့ကျမတို့ရဲ့စိတ်ကဘုရားရှင်ကိုရောက်လာတယ်ချင်းကျမတို့စကားပြောရင်တော့မှဟဲ့ငါနေ့ဥသာစကားပြောဟဲ့စိတ်ကနေ့ချင်မှမရှိငါလေးအဲ့မှာရောက်နေတာအဲ့လိုဆိုရင်နားထောင်ပေးတဲ့လူကလည်းဘယ်လိုဖြစ်မလဲဘယ်လိုလို့နားထောင်ချင်မှာဟဲ့နေ့ဥသာငါစကားပြောစိတ်ကဟိုးရောက်နေဆိုတော့အဲ့ဆိုလာမပြောရနဲ့သွားလို့ပဲပြောလိုက်တယ်မဟုတ်တယ်မလားတခါလေကျအဲ့လိုရှိရနော်အေးငါလေးနေ့ဥသာစကားပြောငါစိတ်ကဟိုရောက်နေတာဖြစ်တယ်တချို့ကလေကျမတို့ကလူချင်းမှတောင်ဖြစ်အောင်မကောက်ဖျားမှလည်းအဲ့လိုပဲဆုတာတောင်းတာစိတ်ကဘုရားရှင်မရောက်ဘူးပြဿနာအတွက်ဆုတောင်းတယ်စိတ်ကဘုရားရှင်မရောက်စိတ်ကပြဿနာမှာသွားရောက်နေတယ်အဲ့ဒါကကျမတို့အတွက်စိုးကျိုးဖြစ်စေတယ်ပေါ့နော်အဲ့တော့ဒီနေ့ကျမတို့ရဲ့တက်တာထဲမှာဆုတောင်းတဲ့အခါမှာလည်းကြားစာကသတိပေးပါတယ်စိတ်နှလုံးကလည်းဘုရားရှင်ရောက်ရမယ်ပြီးတော့ဆုတောင်းရင်ဉာဏ်လေးလည်းပါရမယ်ဆိုပြီးတော့ပြောပါတယ်နောက်ပြီးတော့စိတ်နှလုံးနဲ့၎င်းဉာဏ်နဲ့၎င်းတခြင်းနဲ့ဆိုပါနော်တခြင်းဆိုတဲ့အခါမှာလည်းကျမတို့ကစိတ်နှလုံးသားလေးနဲ့နော်ဘုရားသခင်နှစ်သက်တဲ့စိတ်သဘောထားလေးနဲ့တခြင်းဆိုမယ်စိတ်နှလုံးလေးနဲ့တခြင်းဆိုပြီးတဲ့အခါမှာလည်းဉာဏ်နဲ့ဆိုပါနော်ပြောချင်တာကဉာဏ်နဲ့ဆိုပါစိတ်နှလုံး၎င်းဉာဏ်နဲ့၎င်းကိုချီးမွမ်းတဲ့အရာကဘယ်အတွက်ချီးမွမ်းရမှာလဲဂျေဇုတော်ချီးမွမ်းခြင်းမှာတခြင်းဆိုခိုင်းနေရလားနာရေးမှာဆိုခိုင်းနေတာလားလက်ထပ်မင်္ဂလာပွဲမှာဆိုခိုင်းနေတာလားလက်ထပ်မင်္ဂလာပွဲမှာအာသုဘတခြင်းသွားဆိုလို့မရဘူးလေ
နော်အေးအဲ့လိုမျိုးပေါ့ညံပါရတယ်တခါလေကြိုက်ဖြစ်တတ်တယ်နော်ကျွန်မမော်လမြိုင်ခီးစင်မှာကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်မှာလူငယ်လေးတယောက်တချင်းကိုထဆိုခိုင်းတာဒီချိန်မှာမင်းတယောက်တည်းသွားနှစ်ပါတဲ့ဟဲ့သူများချီးမွမ်းခြင်းတချင်းမှာဓာကြီးလာဆိုတယ်သူများတွေကသူ့အကိုဝိုင်းကြည့်ရပါတော့သူတို့အိမ်မှာကဘာဖြစ်လဲဆောင်ဝဲအောင်လို့ဆိုလားနော်ကျေးဇူးတော်ချီးမွမ်းတာအဲ့ဒါကျမတို့လည်းအဲ့ခီးစင်မှာကြုံတော့သွားတဲ့အခါမှာကျေးဇူးတော်ချီးမွမ်းတဲ့အိမ်မှာနော်အခုချိန်မှာအဲ့ဒါသူတို့လူငယ်ဘယ်သူပေါ့တချင်းထဆိုကျမနားထောင်ဒီချိန်မှာမင်းတယောက်တည်းသွားနှစ်ပါဆိုတော့တချို့ဘာကြီးလဲဒါကြီးကငါနာရေးမှကြားဘူးပါလေပေါ့နော်ဆိုတော့သူများတွေသူ့ဝိုင်းကြည့်နေကြတယ်နော်ဆိုတော့ကျေးဇူးတော်အောင်မြင်မှုအတွက်ချီးမွမ်းနေပါဒီချိန်မှာမင်းတယောက်တည်းသွားနေပါဆိုတော့နာရေးသချင်းကိုလားဆိုရယ်နော်အဲ့တော့ तू ကလည်းဆိုရင်ဘာ तू ကဘာမင်းကကွာတဲ့ဒီချိန်မှာဘာလို့ဒီဟာငါဒီချင်းတအားကြိုက်တာကွာတဲ့ဘယ်နာဖြစ်ဖြစ်ဒီချင်းပဲဆိုချင်တာအော် तू ကြိုက်တာ तू ကြိုက်လို့နော်तू ကြိုက်လို့ तू ဆိုတာတော့ဟုတ်တယ်ဒါပေမဲ့ညံလေးလဲတော့လေဒီတချင်းဒီနားမှာဆိုရင်ဘယ်လိုလုပ်မလဲဟုတ်တယ်မလားနော်အေးအဲ့လိုမျိုးပေါ့ဆိုတော့ကျမသိတဲ့ဒီ Sunday School ဆရာမလေးတယောက်လဲသူ့ရဲ့အဖြစ်ပြက်ကလည်းပဲအသေးအတန်ဖြစ်နေတဲ့သူ့အဖွာနာမှာနော်သူ့ရဲ့အမေကပြောကဲတဲ့နေ့ဖွာနာမှာနေလိုက်အောင်ဟဲ့တဲ့သူ့ကိုဖျားခေါ်ငါတို့မသိပဲနေအောင်ပဲပေါ့သူ့သမီးကိုဆောက်ကဟုတ်ကဲ့ရတယ်နော်အမိုးနော်သူ့အမေကထမဲဆိုသူကသူ့အဖွာနာအဖွာအဖေဘာဖြစ်တယ်ညပြစကားလေးပြောပေါ့နော်သူဖေကတော့စကားအလောက်မပြောနိုင်တော့တတိတော့ရှိတယ်နည်းနည်းလှုပ်ပဲပြောနေသူကလည်းအဲ့လိုပဲတဲ့သူ့အဖေနာမှာသွားပဲဒီခါမှာမင်းတယောက်တည်းသွားနေပါတချို့သွားစုံနေသူ့အဖေနာမှာသူ့ဖေကဒီလိုပဲသူကြည့်တယ်ပေါ့နော်ဆိုတော့သူ့အမိုးကဟိုးမိဖို့ကြဟဲ့ညပွားနာမှာဘာတချင်းနဲ့ရှောက်စုံနေရလဲပြန်ပြီးတော့တတိပြရတယ်နော်သူကလည်းဘာပြောလဲမသိဘူးတဲ့သမီးကလေအခုတော့ဒီတချင်းမဲ့ပါဆက်ထဲမှာဆွဲနေတာနော်မကြောက်သူ့အဖေကိုဖေကခေါ်သွားပါလေရောအဲ့လိုမျိုးပေါ့ဆိုတော့तू ကဒီတချင်းလေးဆွဲနေလို့ဆိုလိုက်ပြီမဲ့ဘေးကကြားတဲ့လူကဘာဖြစ်လဲ तू ဆိုနေရတဲ့လူကမကြားမှလို့အသက်ငယ်နေတဲ့လူနာမှာဒီတချင်းလေးသွားဆိုတော့ဘာဖြစ်လဲငါ့ကိုမြန်မြန်ပြန်ခိုင်းတာပဲဆိုတော့အတူတူပဲပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေအခုခေတ်ကာလမှာလဲလူတွေကအခက်ခဲရောက်လို့ဒုက္ခရောက်နေပါတယ်ဆိုမှကျမတို့အားပေးစကားမပြောတဲ့ပဲအေးအဲ့ဒါကောင်းတယ်မထနေလို့ဘုရားဆုံးမတာသွားပြောတဲ့ခါကျတော့ငါအိမ်ဘယ်မှုတော်ဆောင်မလာတော့နဲ့တဲ့အဲ့လူကြောက်လဲကျမတွေ့ဘူးတယ်ငါတို့ကတဲ့ဒုက္ခရောက်နေပါတယ်ဆိုမှငါတို့ကိုအားမပေးတဲ့ပြင်အေးအဲ့ဒါဘုရားဆုံးမတာဒီကဘုရားအဲ့တော့ဘယ်အမှုတော်ဆောင်မလာတော့နဲ့အဲ့လိုမျိုးပေါ့နော်သူတို့အရွယ်အစားကအဲ့ဒီကြေခဲတဲ့အစားကိုကျွေးရမယ့်အရွယ်မဟုတ်ဘူးလေအဲ့တော့အမှုတော်ဆောင်ကကြေခဲတဲ့အစားကိုအဲ့ဒီတငယ်အရွယ်ကိုသွားကျွေးလိုက်တော့သွားရောနောက်ထပ်တိဆောက်ပေးဖို့အဆင်မပြေဘူးဒါတော့ကျမတို့ညံပါရတယ်နော်ဒါတော့ဘုရားခင်လည်းတတိပေးထားတယ်ဒီနေ့ကျမတို့ကဟောယုံမဲမဟုတ်ဘူးညံလေးလဲပါရတယ်တချင်းဆိုတက်ပဲမဟုတ်ဘူးညံနှလုံးသားလေးနဲ့လည်းစိတ်နှလုံးလဲပါရမယ်ပြီးတဲ့အခါမှာညံလေးလည်းပါရမယ်ဘယ်အတွက်ချီးမွမ်းနေရလဲဘာအတွက်ဆိုနေရတာလဲပေါ့နော်တခါလေကြာရင်တချို့တွေတချင်းဆိုတဲ့ခါကျရင်နားထောင်ကြည့်ညံပါလားမပါလားနော်သူတို့ပြောတဲ့အရာလေဆိုခြင်းချီးမွမ်းခြင်းလို့ချီးမွမ်းတာပါတဲ့ပေါ့နော်အတန်တော့မကောင်းဘူးတဲ့အတန်ကိုနားမထောင်ပါနဲ့တဲ့စာသားပဲနားထောင်ပြီးပါတဲ့အဲ့ဆိုရင်မဆိုနဲ့လေစာသားပဲဖတ်လေစာသားအတန်ကိုနားမထောင်ပါနဲ့တဲ့စာသားပဲနားထောင်ပြီးပါဆိုကျမတို့နားတစ်ဖက်ကပိတ်ပြီးတော့တစ်ဖက်ကဖွင့်ရမှာလားနော်ဒါမှမဟုတ်ရင်ဘလို့လဲသူကအတန်ကိုနားမထောင်ပါနဲ့တဲ့စာသားပဲနားထောင်ပါဆိုတော့ဒါဆိုမဆိုနဲ့လေतू အတန်ကောင်းလားမကောင်းလားဆိုတော့ तू ဆိုတာနဲ့ तू အတန်ကောင်းမကောင်းကျမတို့သိမှာပဲလေဒါပေမဲ့ तू ကဘာဖြစ်လဲညံမပါတဲ့အတွက်သူ့ရဲ့အတန်ကိုနားမထောင်နဲ့တဲ့စာသားပဲနားထောင်ဆိုဘလို့ခွဲပြီးနားထောင်လို့ရမှာလဲဒီနားတွေဟုတ်တယ်မလားဒါဆိုအတန်နားမထောင်တဲ့စာသားပဲနားထောင်ဆိုဖတ်ပြလိုက်ပေါ့ဟုတ်တယ်မလားပြောချင်တာကဒီနေ့စိုးပါတန်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေခီးတဲ့သည်ဖြစ်စေမတဲ့သည်ဖြစ်စေချီးမွမ်းခြင်းတဲ့အတွက်ချီးမွမ်းလိုက်အရှိကနေအဲ့ဒါမပြောနဲ့အဲ့ဒါပြောတဲ့ခါကျတော့ဉာဏ်ပညာမဲ့တဲ့အတွက်အောက်ကသူ့တခြင်းကိုနားထောင်ပဲလူကအစင်မပြေတော့ဘူးနော်နောက်ကျမတို့ချီးမွမ်းတဲ့ခါမှာဉာဏ်လေးပါရတယ်ချီးမွမ်းပါချီးမွမ်းထိုက်တဲ့ဘုရားတိတ်ကောင်းမြတ်တဲ့အတွက်တယောက်နဲ့တယောက်ဘုရားကဆုကျေးဇူးပေးထားတာမတူဆိုခီးမအောင်ဆိုတက်လူရှိတယ်ခီးမမှန်အောင်ဆိုတက်လူရှိတယ်အတန်ကောင်းခီးတော်မှန်နဲ့အတန်ကောင်းတဲ့လူရှိတယ်မကောင်းတဲ့လူရှိတယ်ဖျားကိုချီးမွမ်းတာကအဲ့ဒါနဲ့မစားဘူးကျမတို့အဆူတော်လုံးမဲ့လူမှမဟုတ်တာချီးမွမ်းတာပဲချီးမွမ်းတာဖြစ်တဲ့အတွက်အဆူတော်လုံးမဲ့လူကတော့အတန်ကောင်းရမယ်ခီးလည်းမှန်ရမယ်လေကျမတို့ဖျားเจ้าမှာလာချီးမွမ်းတာအဆူတော်လုံးဖို့လည်းလာပြိုင်တာလည်းမဟုတ်ဘူးနောက်ပြီးတော့ဘာဖြစ်လဲဒီနေ့ကျမတို့ကပြိုင်ပွဲဝင်နေတာလည်းမဟုတ်တဲ့အတွက်ဖျားကိုချီးမွမ်းတာဖြစ်တဲ့အတွက်ဒီနေ့ကျမတို့နှလုံးသားလေးနဲ့ဒီနေ့ကျမတို့
တတ်တဲ့လောက်ကို့မှာရှိတဲ့စုကျေးစုတိုင်းချီးမွမ်းလိုက်ပါနော်အဲ့လိုညံလေးနဲ့ပါတဲ့ခါကျတော့ဘာဖြစ်လဲကျမတို့တွေကခွန်အားယူလို့ရပါတယ်တခါလေးကျညံမပါတဲ့ခါကျတော့စုသူတို့ဆိုမဲ့တချို့ဘလို့နားထောင်ပေးရမလဲနော်အတန်နားမထောင်နဲ့စာသားပဲနားထောင်ဆိုဘလို့နားထောင်ပေးရလဲကိုလည်းမသိတော့အေးအဲ့လိုမျိုးတွေပေါ့နော်နောက်ကျမတို့အသက်တာထဲမှာဖရာသခင်ကနေပြီးတော့ပြောပါတယ်စိတ်နှလုံးလည်းပါရမယ်ဉာဏ်လည်းပါရမယ်တယောက်နဲ့တယောက်ဆုတောင်းအခုနပြောလို့ပေါ့နော်ဆုတောင်းနိုင်တဲ့ပမာဏတော့မတူကြပေမဲ့လည်းကျမတို့ဆုတောင်းအားမကြီးရင်တောင်မှဆုတောင်းတတ်တဲ့ယုံကြည်သူတွေအမှုတော်ဆောင်တွေဖြစ်ဖို့တော့လိုအပ်ပါတယ်နော်ဆုတောင်းတတ်ရမယ်နော်အဲ့တော့ကျမတို့ဆုတောင်းတတ်တဲ့ပုဂ္ဂိုလ်တယောက်အကြောင်းကိုလည်းကျမတို့ပြန်ပြီးတော့ဖတ်ကြည့်ရအောင်လို့နော်အားလုံးတည်ပြီးသားလေးပဲဖြစ်မှာပါဓမ္မရာဇဝင်ကျုပ်ပထမစာဆောင်ပါပေါ့နော်ရာဇဝင်ကျုပ်ပထမစာဆောင်အခန်းကြီး၄မှာပါပါတယ်လို့နော်ရာဇဝင်ကျုပ်ပထမစာဆောင်အခန်းကြီး၄အပိုင်းငယ်30မှာယာဘက်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဆုတောင်းချက်လေးပဲဖြစ်ပါတယ်ရာဇဝင်ကျုပ်ပထမစာဆောင်အခန်းကြီး၄ပိုင်းငယ်30မှာယာဘက်ကလည်းကိုရောသည်အကျွန်ုပ်ကိုအစဉ်ကောင်းချီးပေး၍အကျွန်ုပ်နေရာကိုကျယ်ဝန်းစေတော်မူပါအကျွန်ုပ်သည်ဘေးဥပတ်နှောက်ယှက်ကင်းလွတ်ပါမည်ကြောင်းလက်တော်သည်အကျွန်ုပ်ဘက်၌နေရကွယ်ကာဆောင်မတော်မူပါဟုဣတေလမျိုးဘုရားသခင်ဆုတောင်းတက်၍တောင်းသောဆုကိုဘုရားသခင်ပေးသနာတော်မူရဲ့တဲ့ကျမ်းစာမှာယာဘက်ဆုတောင်းအားကြီးလို့ဆုတောင်းချက်ကိုအဖြစ်ပေးတယ်လို့မပါပါဘူးတခါလေကြိုက်ကျမတို့ကဆုတောင်းတယောက်နဲ့တယောက်ဆုတောင်းနိုင်တဲ့ပမာဏမတူဘူးပေါ့နော်အဲ့ခါမှာဟာ तू ကတော့အကြိုက်ဆုတောင်းနိုင်တယ်အားကြတယ်စိတ်တက်ကြဖို့မဟုတ်အားကြတာကောင်းပါလေအားကြပြီးတော့ကိုယ်ကစိတ်တက်ကြတယ်ဆိုမဟုတ်ဘူးပေါ့နော်ဒီနေ့ကျွန်တော်တို့ဆုတောင်းအားကြီးတာတဲ့ဆုတောင်းတက်တာကပို့ပြီးတော့ထိရောက်ပါတယ်အဲ့တော့ဆုတောင်းအားကြီးတာမကောင်းလားဆိုတော့ကောင်းပါတယ်အဲ့တော့ဆုတောင်းတော့အားကြီးပါတယ်နော်ဒါပေမဲ့လည်းဆုတောင်းမတက်ဘူးဆိုရင်ဝိလေကြောင်ဘက်ဖြစ်တယ်လေအဲ့တော့ကျမတို့ကဆုတောင်းတက်ဖို့လည်းလိုပါတယ်အဲ့တော့ယာဘက်ကိုမှတ်တမ်းတင်ထားတယ်ယာဘက်ရဲ့အသက်တာကတကယ်တော့ဒီမှာကျမ်းစာမှာသူ့ကိုမှတ်တမ်းတင်ထားတာနည်းနည်းလေးပါပဲနော်သူကထူးဆန်းတဲ့သူဖြစ်တယ်သူ့ရဲ့မိဟာတဲ့မင်းဝင်ကမွေးတဲ့အခါမှာပြင်းစွာသောဝေဒနာခံပြီးမွေးရအတွက်မင်းကယာဘက်ပဲနော်ယာဘက်ပဲနော်သူ့ကိုပြောမှဆိုမင်းမွေးလာမှပဲငါတို့ကဘာဖြစ်လဲအစင်မပြေဖြစ်တယ်နေမွေးလာမှပဲငါတို့ကဘာဖြစ်လဲကောင်းခြင်းမရှိစတဲ့ဖြစ်မော့အဲ့တော့တဲ့မင်းဟိုတဲ့ယာဘက်လိုပဲမှတ်လိုက်တော့မယ်ကျွန်တော်တို့ငယ်ငယ်တုန်းက Sunday School မှာဗာလဲ Sunday School ဆရာမတွေသင်ပေးတာလို့သွားမှတ်မိတယ်နော်ယာဒီဆိုတဲ့နော်အဲ့ဒီပုံပြင်လေးသွားမှတ်မိတယ်နော်ဆိုတော့ခြေကျိုးလေးနဲ့ယာဒီဆိုတာတော့ယာဒီဝုဒ္ဓဆိုးရတဲ့ချိန်မှာမွေးလို့သူ့ယာဒီဆိုးလို့မှဲ့တာတဲ့ခြေကျိုးလေးကကြတော့ तू ကလေမွေးလာပြီးတော့ခြေမတန်တဲ့အတွက်သူ့ခြေကျိုးလေးမှဲ့တာတဲ့နော်အဲ့ဒါလေးဆိုတော့သူတို့ရဲ့နာမည်မှဲ့ပုံလေးရပါတော့ဆရာမတွေကျွန်တော်တို့ပြောပြတာသွားသတိရတယ်နော်ယာဒီဥဒုဆိုးရတဲ့ချောင်းမွေးတဲ့အတွက်ဒီကောင်ယာဒီဆိုးဒီကောင်မွေးလာချိန်မတန်တဲ့သူကခြေကျိုးလေးအဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဒီမှာလဲယာဘက်လဲသူမွေးလာတော့ငါသူ့ရဲ့အမေကမင်းမွေးလာတဲ့အခါမှာငါကားတဲ့ပို့ပြီးဒုက္ခရောက်တဲ့အတွက်မင်းကယာဘက်ပဲနော်ဒုက္ခဖြစ်စေတယ်အဲ့တော့ယာဘက်ရဲ့အသက်တာအထဲမှာဒီလိုလူလောကကြီးမှာ तू ကလည်းကျွန်တော်ဒီလိုပုံစံနဲ့ကျွန်တော်မွေးဖွားခွင့်ပေးပါလို့တောင်းဆိုပြီးမွေးဖွားလာတာမှမဟုတ်တာနော်ကျွန်တော်ကိုလေဒုက္ခတဲ့အဖြစ်လောကကြီးကိုမွေးဖွားခိုင်းပါလို့တောင်းပြီးတော့ရောက်လာတဲ့လူလည်းတယောက်မှမရှိပါဘူးကျွန်တော်မွေးတဲ့ခါမှာလေကျမမွေးတဲ့ခါမှာကျမမိသားစုအလုံးစီးပွားတက်ဖို့စီးပွားကြဖို့ဆိုတော့တောင်းဆိုပြီးတော့လောကကြီးကမွေးဖွားလာတဲ့လူလည်းတယောက်မှမရှိပါဘူးနော်ယာဘက်လည်းအဲ့လိုပါပဲသူတောင်းဆိုမှုနဲ့ဒီလိုဘဝနဲ့မွေးဖွားလာတာမဟုတ်ပါဘူးဘုရားသခင်ကဒီလိုအခွင့်ပေးလိုက်တာအဲ့လိုအခွင့်ပေးလို့မွေးဖွားလာတဲ့ယာဘက်ကိုမိသားစုတွေကဘာဖြစ်လဲဖယ်ကျင်ကြတယ်မိသားစုကသူ့ကိုမလိုချင်ကြဘူးအပေါင်းအသင်းတွေကလည်းသူ့ကိုမလိုချင်ကြဘူးနော်သူရှိခြင်းအပြင်အပေါင်းအသင်းတွေနေရာမှာသူရှိခြင်းအပြင်မိသားစုတွေမှာဘာဖြစ်လဲအစင်မပြေမှုတွေရှိတယ်လို့ပဲအဲ့ဒါကြီးခံစားနေတဲ့အတွက်အဲ့ဒါကြီးမိသားစုမှာရိုက်ခတ်နေအဲ့တော့ယာဘက်ရဲ့အသက်တာကလည်းဒီကနေ့သူ့ရဲ့အခြေအနေကလည်းမဟုတ်လားဆိုတော့လည်းဟုတ်နေတယ်မိသားစုတွေပြောတဲ့အတိုင်းပတ်ဝန်းကျင်တွေပြောတဲ့အတိုင်းနော်မိတ်ဆွေတွေပြောတဲ့အတိုင်းသူ့ဘဝကလည်းဟုတ်နေတယ်အဲ့လိုဟုတ်နေတဲ့သူ့ရဲ့အခြေအနေကိုသူလည်းမလိုချင်ပါဘူးနော်ဒါပေမဲ့သူသိတယ်မလိုချင်တဲ့ဤဘဝကိုဒီနေ့ပြောင်းလဲပေးနိုင်တဲ့ဖရာသူရှာတွေ့ပါတယ်အဲ့ဒီဖရာကတော့ဣတေလအမျိုးကြီးဖရာသခင်လို့ကျမ်းစာမှတ်တမ်းတင်ပါတယ်အဲ့တော့လောကမှာရွေးစရာဖရာတွေကလည်းအများကြီးဖရာရွေးမမှားဖို့လည်း
ကျွန်တော်တို့အရေးကြီးပါတယ်နော်ဖခင်ချင်းလည်းမတူပါဘူးဒီနေ့ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တွေတတိထားရမှာကဖခင်ချင်းအတူတူပါပဲနော်လို့သူများတယ်မယုံကြည်ပြောအေးဟုတ်တယ်တူတယ်တကယ်တော့မတူပါဘူးတူတယ်ဆိုရင်ဖခင်ခင်ကျွန်တော်တို့ကိုငါမတပါအခြားဖခင်မကိုးကွယ်ရလို့မပြောမတူတဲ့အတွက်ငါမတပါအခြားဖခင်မကိုးကွယ်ရလို့ပြောပါတယ်ဖခင်ချင်းလုံးဝမတူထာဝရဘုရားနဲ့အခြားဘုရားတွေနဲ့မတူပေါ့နော်ဒီနေ့ကျမ်းစာမှာတော့ထာဝရဘုရားဘာပြောလဲဆိုတော့လောကီဘုရားရှိသမျှတို့ငါအငတ်ထားမယ်ဘုရားအပေါင်းတို့ငါတရားစီရင်မယ်တဲ့ဘုရားအပေါင်းတို့ထာဝရဘုရားကိုပြတ်ဝတ်ကိုးကွယ်ရမယ်အဲ့လိုလာတာဒါကြောင့်ဘုရားချင်းမတူပါဘူးဘုရားချင်းမတူတဲ့အတွက်ဘုရားသခင်ကလည်းငါမတပါအခြားဘုရားမကိုးကွယ်ရဆိုတဲ့စီကံချက်ကိုသတ်မှတ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဘယ်ဖခင်ကသူ့ဘဝကိုချိန်ပေးနိုင်မယ်ဘယ်ဖခင်ကဒီနေ့ညီးငွေ့စရာကောင်းစိတ်ပြက်စရာကောင်းတဲ့သူ့ရဲ့အခြေအနေကိုဒီနေ့ပြောင်းလဲပေးနိုင်မလဲဆိုတာကိုလေသူကလည်းရှာဖွေတဲ့အခါမှာဣသေလအမျိုးရဲ့ဖခင်သခင်အဲ့ဒီခေတ်ကာလကဣသေလမျိုးတွေကိုးကွယ်တာထာဝရဘုရားတချို့သောသူကဘာလာကိုးကွယ်ကြတယ်တချို့သောသူတွေကနော်တစ်ပင်မှာသွားပြီးတော့သူတို့ဘာသူမျှော်မှန်းပြီးတော့အခြားအရာတွေရှောက်ကိုးကွယ်တာရှိတယ်အဲ့ဒီခေတ်ကာလမှာတော့ဣသေလလူမျိုးတွေကဖျားစစ်ဖျားမောင်ကိုးကွယ်တာဖြစ်တယ်။ဒါကြောင့်ဣသေလအမျိုးကိုးကွယ်တဲ့ဖျားသခင်ကပဲငါဘဝကိုဒီကနေ့ချိန်ပေးနိုင်တာပဲဆိုတော့ तू သိပြီးတော့အဲ့ဒီဖျားခင်ထမှာ तू ဆုတောင်းတဲ့အချက်ကလေးနော် तू ဆုတောင်းတတ်တယ်။ तू ညံပါတယ်ဆုတောင်းတဲ့အခါမှာလေနော် तू ဆုတောင်းတယ်ကိုတော်ဒီအကျွန်ုပ်ကိုအစဉ်ကောင်းကြည့်ပေးပါ။ဖျားခင်ကျွန်ုပ်ဘဝကလေအမြဲတမ်းပဲပြောခံနေရတာဖျားခင်ကျွန်တော်ဘဝကလေဘယ်နာသွားမျက်နှာသာမရဘူးဖျားခင်ကျွန်တော်ဘဝကလေသူ့ဘဝကိုရေမခင်းပြနေဘူးသူ့ရဲ့အခြေအနေကိုဘုရားသိတယ်လေနော်သူ့အခြေအနေဘာဖြစ်နေလဲဆိုတာဘုရားသိတယ်သူဖြစ်နေတဲ့အခြေအနေကိုဘုရားကိုသူမပြောပြဘူးသူဘာဖြစ်ချင်လဲဆိုတဲ့အရာကိုဘုရားတောင်းတာဖြစ်တယ်တခါလေကျကျွန်တော်တို့ကကိုဖြစ်ပြက်နေတဲ့အရာကိုခံစားနေတဲ့အရာကိုဖြတ်ကျော်နေတဲ့အရာဘုရားသခင်မသိဘူးလို့ထင်ပြီးတော့အကြောင်းဆုံးပြောပြတယ်။ကိုတော့သမီးကတော့သားကတော့အိမ်ထဲမှာနော်မျက်နာမရဆုံးလို့ပင်ပန်းဆုံးလို့အနစ်နာခံရဆုံးလို့အသင်းတော်ထဲမှာနော်ဒီနေ့ဗာလဲအနစ်နာခံပြီးတော့မျက်နာမရတာလို့ဘုရားကိုကျမတို့ပြောကြတယ်နော်စသဖြင့်ပေါ့ဒီနေ့ကျမတို့ခံရတဲ့အရာကျမတို့ကြော်ဖြတ်နေတဲ့အရာကိုဘုရားမသိတာမဟုတ်သိပါတယ်။ယာဘက်ကလည်းသူ့ရဲ့ဆုတောင်းချက်ကျမတို့ကြည့်ရအခါမှာသူပြောတာလေးဟာအရင်နဲ့ကျမခွာရပါတယ်။သူခံစားနေရတဲ့သူ့ရဲ့အဖြစ်ပြက်ကိုသူမပြောပြဘူး။ तू ဖြစ်ချင်တဲ့အရာကိုပဲဖြစ်စေနိုင်တဲ့ဘုရားသူပြောကျွန်တော်ကိုအစဉ်ကောင်းကြီးပေးပါ။အဲ့လိုပြောလိုက်တာနဲ့ဘုရားသိပြီယာဘက်မှာကောင်းကြီးလိုနေတယ်။ကောင်းကြီးလိုနေနော်။နောက်တစ်ချက်သူပါကျွန်တော်နေရာကိုကျယ်ဝန်းစေပါ။ကောင်းကြီးလဲလိုတယ်၊နာနမိတ်လဲကျယ်ဖို့လိုတယ်။စီးပွားရေးလုပ်တဲ့လူကစီးပွားဒီတစ်ခုဒီနေ့1000ရင်းပြီဆိုနောက်နဲ့2000ရင်းကျင်တဲ့စီးပွားရေးသမားတွေပဲ။နော်10သိန်းရင်းပြီးရင်စီးပွားရေးအောင်မြင်တယ်ဆိုနောက်ထပ်အရင်300ရင်းကျင်တဲ့လူတွေပါပဲနော်အဲ့တော့နေရာကျယ်ဝန်းခြင်းကောင်းကြီးမင်္ဂလာကလည်းကောင်းကြီးကအစဉ်ခံစားဖို့လိုတယ်လို့နယ်နမိတ်ကလည်းကျယ်ဖို့လိုတယ်ကျွန်တော်နေရာကိုကျယ်ဝန်းစေပါလေသူ့ရဲ့အသက်တာမှာနေရာချင်းမြောင်းတယ်ဘယ်နာမှသူ့အတွက်နေရာမရှိဘူးနော်ဘယ်နာဖြစ်ဖြစ်သူတိုးဝင်လို့မရဘူးလူဝင်မဆက်ဘူးဖြစ်တယ်နော်အဲ့တော့ဘယ်နာဖြစ်ဖြစ်သူ့အတွက်နေရာမရှိဘူးတနာစရာကောင်းတယ်အဲ့တော့ယာဘက်ကပြောတယ်ကျွန်ုပ်ကိုကျယ်ဝန်းစေပါဒီဆုတောင်းချက်ကိုကျွန်မနားလဲ2008ခုနှစ်ကနေပြီးတော့ကျွန်မနားလဲတဲ့ချိန်ကနေစပြီးတော့အဲ့လိုဆုတောင်းလာတဲ့အခါမှာဘုရားကယနေ့အဲ့ဒီဆုတောင်းချက်အတိုင်းအလုံးလုံးနေတာကိုတွေ့ရပါတယ်ဒါဘုရားစကားဖြစ်တဲ့အတွက်ဘုရားစကားမှာပါတဲ့အတိုင်းကျွန်မတို့လည်းဆုတောင်းလို့ရတယ်ယုံကြည်နဲ့နှလုံးသားပါလဲဆုတောင်းမယ်ဆိုဒုဆုတောင်းချက်အတိုင်းမိသားစုမှာအသင်းတော်မှာကျွန်တော်အသက်တာတည်တည်မှာဘုရားအလုံးလုံးမှာဖြစ်တယ်အဲ့တော့ကျွန်တော်ညောင်ကျယ်ဝန်းစေပါဩဘုရားကံတည်တယ်သူခမညာမှာလူဝင်မဆောင်ဘယ်နာဖြစ်ဖြစ်သူ့အတွက်နေရာမရှိဘူးเนาะနေရာမရှိဘူးအလုံးလုံးမယ်ဆိုလဲလောက်ဖို့နေရာမရှိတော့ဘူးเนาะအဲ့လိုမျိုးပေါ့လူငါးလောက်မယ်ဆိုလဲသူသွားရင်လူငါးပြေသွားပြီသူ့အတွက်နေရာမရှိဘူးเนาะအဲ့လိုမျိုးပေါ့ဒါကြောင့်မလို့ဥပမာကားစီးလည်းပဲသူနေရာဘယ်လောက်ကျင်းလဲသူ့အတွက်ထိုင်စရာခုံမရှိတော့ဘူးအဲ့လောက်ထိဖြစ်တယ်အဲ့တော့သူဆူတောင်းလို့ဘုရားခင်ကျွန်တော်ရဲ့နေရာကိုကျွယ်ဝန်းစေပါเนาะနောက်တစ်ချက်ကတော့ကျွန်ုပ်ဒီဘေးဥပတ်နဲ့အနောက်ရှက်ကဲလွတ်ပါမိကြောင်းဘေးဥပတ်တဲ့နှောက်ရှက်တွေကလည်းဒီနေ့ဝင်းရံနေနော်ဗမာစကပုံရှိရလေမုတ်ဆိုးမသွားရမိုးလိုက်ရွာ
နော်ဆိုအစင်မပြေပါဘူးဆိုမှအစင်မပြေတာပဲထပ်တွေ့တယ်နော်အခုကျမတို့အတိမိတ်ဆွေတယောက်သူတို့ခက်ခဲတွေ့တယ်သူတို့မိသားစုမှာတယောက်ကလေဖြန်းပြီးတော့ပေါ့နော်လေဖြန်းပြီးတော့ဒီအခက်ခဲတွေ့နေတယ်ပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာအဲ့အိမ်ထဲမှာနောက်တစ်ယောက်ကဘာဖြစ်လဲဆိုင်ကယ်ပြောက်ပြီးတော့ဆိုင်ကယ်ပြောက်ပြီးမကြောက်ဆိုင်ကယ် accident ဖြစ်အဲ့လိုမျိုးပေါ့နော်တစ်ယောက်ကဘာဖြစ်လဲအဲ့ဒီဆိုင်ကယ် accident သမားကတတိမရသေးဘူးအဲ့အိမ်ထဲကနောက်တစ်ယောက်ကဥတက်ပေါက်လို့ဆေးုံတက်ကြည်စမ်းကျမအဲ့တဲ့ရင်ကြတော့ဘုရားသခင်ရဲ့စစ်ဆေးတာလဲတစ်ခုနဲ့တစ်ခုဝေးလေးစစ်ဆေးပါလားဘာဖြစ်လို့စိတ်ကလေးလောက်တာလဲနော်တပရိတ်ထဲမှာလေကိုချင်းစားတယ်ဓာကြီးငါခံဓာကြီးငါမိသားစုမှာရှိငါပြောနိုင်မှာနော်စဉ်းစားတယ်တယောက်ကတော့မှအဲ့ရကမထသေးဘူးတယောက်ကဆိုင်ကယ်ပျောက်တာမကြသေးဘူးနောက်တစ်စီးတက်ဝဲဆိုင်ကယ် accident ဖြစ်အခုမနေ့ကမှတတိရလေတယ်သူတတိမလဲခင်သူတို့ရနောက်တယောက်ကဥတက်ပေါက်လို့စေုံတက်ခွဲတယ်တဲ့ကြည်စမ်းနောက်သူတို့အိမ်မှာရှိနေတဲ့သူတို့ရဲ့အိမ်မှာဗာလဲဘသူကြည့်မလဲဆိုတော့အိမ်မှာရှိတဲ့လူကလည်းမတန်ဘူးတဲ့ခြေထောက်တစ်ဖက်ကဆွဲနေရတယ်ဟဲ့ဆိုတော့ရှိတဲ့ယောက်ျားလူငယ်လေးတွေကလည်းတဲ့ဘာဖြစ်လဲမူးတဲ့လူကမူးနေကြတယ်ဟဲ့နော်အဲ့ဒီအိမ်ကိုစဉ်းစားကြည့်ဘယ်လိုလုပ်မလဲနော်စုံစမ်းခြင်းနေနော်ဘုရားသခင်ရဲ့စစ်ဆေးခြင်းနေနော်အဲ့တော့ကျွန်မပြောတယ်ဘေးဥပတ်တယ်ဖြစ်ပြီးဆိုရင်လည်းပဲဗာလဲဆက်တိုက်ဖြစ်ပါလားအဲ့တော့ကျွန်တော်ဆူတောင်းပေးရဖျားခင်ခံနိုင်မိအကြောင်းနဲ့အလင်းမြန်ထွက်မြောက်တဲ့အကြောင်းကိုပြင်ဆင်ပေးပါဆူတောင်းကိုကိုနဲ့မြဆူတောင်းကိုငါမိသားစုမှာငါမှာဖြစ်ရောနော်ခံစားကြည့်ခံစားလို့မှမကောင်းတော့အတွေးထဲမှာတော့မကောင်းဘူးနော်ဒီနေ့ကျမတို့နေ့ရက်စင်တိုင်းဒီနေ့ဆောင်သားနောက်ဆက်ခြင်းခံရဖို့ဤနေ့ရက်ကိုဖျားပြင်ဆင်ပေးပါလို့ဆူတောင်းတဲ့လူကြောင်းမှတော့မရှိပါဘူးဒီနေ့ရက်မှာပြဿနာကိုပေးတွေ့ပါလို့ဆူတောင်းတဲ့လူကြောင်းမှမရှိပါဘူးဒါပေမဲ့လိုအပ်ရင်ဖျားပေးတွေ့တယ်အဲ့ဒီပေးတွေ့တဲ့ထဲမှာကျမတို့ကကောင်းစွာဖြတ်ကျော်ဖို့ပဲလိုတယ်အဲ့တော့ကိုကတွေ့ရတာမဟုတ်ပေမဲ့ကိုနဲ့ဆက်ဆိုင်တဲ့လူတွေ့ရရင်လည်းပဲကျမတို့ကိုချင်းစားတဲ့စိတ်နဲ့အယူခံဝင်ပေးရမှာဆူတောင်းပေးရမှာဖြစ်တယ်ကျမသိရတဲ့စိတ်လုံးကိုသွန်းလောင်းပြီးတော့ဖျားခင်ကိုအမှုရာကဲသို့ဆူတောင်းပေးတယ်ငါဆိုရင်ရောဘယ်လိုလုပ်မလဲငါမိသားစုထဲမှာဒီလိုကြီး3-4ယောက်ကဆက်တိုက်ဖြစ်မှာဒါပတ်စံကုန်နဲ့လမ်းနေပြီခါလိုက်ခါပတ်စံလိုက်ကွာလူကပဲစိတ်ကောငွေကောလူကောအားလုံးကအရန်နဲ့ပင်ပန်းတဲ့အချင်းဖြစ်တယ်ဒါကြောင့်ကျမတို့မိသားစုမှာဘေးဥပတ်တွေအနှောက်ယှက်တွေရှိတယ်ဆိုရင်တော်စိတ်ပင်ပန်းရငွေကြီးအစင်မပြေတဲ့မိသားစုဆိုပိုဆိုးတာနော်ပိုဆိုးတာပေါ့နော်ခုနကတော့ကျမဒီလိုင်းနဲ့လမ်းမှာနော်ကျမတို့သူကမှတ်မိတာအဲ့နဲ့ကျမတို့ရှိမှာတဲ့ကျန်းစာလာတင်ပေးတဲ့ဆရာမမှတ်လာဟုတ်ပါတယ်လို့အဲ့နဲ့ကျော်အေးတဲ့ကျမတို့ကိုလည်းတဲ့အားရင်တဲ့ခွာလာပေးဦးတဲ့ကျမတို့လည်းဒီမျိုးထဲမှာစစ်ဆောင်နေလို့ဟုတ်ကဲ့လာအားပေးမယ်အဲ့လိုမျိုးနော်ခုနလမ်းမှာတွေ့တော့ဆိုတော့ပြောချင်တာကဒီချိန်မှာသူတို့လည်းမဖြစ်လဲခွန်အားလို့သူတို့အားပေးမဲ့လူနေနော်သူတို့ရဲ့ဖြတ်တန်းရတဲ့အမှုရာကြီးထဲမှာအားပေးစကားလေးကြားရမယ်ဆိုရင်သူတို့တက်တာတယ်စသဖြင့်ပါနော်အဲ့တော့ဘေးဥပတ်နဲ့အနောက်ရှက်ရာဘက်မိသားစုရာဘက်ရဲ့အသက်တာထဲမှာဘေးဥပတ်နဲ့အနောက်ရှက်တွေကလေဘာဖြစ်လဲစီးပွားရေးတိုးတက်ဖို့လုပ်တာတိုးတက်နှုန်းကအဲ့လောက်မြန်မှာမဟုတ်ဘေးဥပတ်နဲ့အနောက်ရှက်ကတော့အရန်နဲ့တိုးတက်နေသူ့ထက်မှာအဲ့တော့သူစုတောင်းတယ်ဘေးဥပတ်နဲ့အနောက်ရှက်ကင်းလို့စေဖို့သူတောင်းပါတယ်ဒီနေ့ကျွန်တော်တို့တောင်းပါဖြစ်ခါမှစုတောင်းတာထက်ဒီနေ့မဖြစ်ခင်မှာရာဘက်ကဲသူစုတောင်းပါဘေးဥပတ်နဲ့အနောက်ရှက်ကင်းဖို့စုတောင်းပါစုတောင်းနေရင်လည်းဖြစ်လာပြီဆိုတော့မပူပါနဲ့အဲ့ဒီထဲမှာဆုံးရှုံးဖို့မဟုတ်ဖြတ်ကျော်အောင်မြင်ဖို့ဖြစ်တယ်နော်အဲ့တော့ဒါဝိဒ်ကြီးကသူလည်းပဲရှောလူမင်းကြီးလိုက်လို့ဝရံပြေးနေရတဲ့အချိန်မှာသူလည်းအဒုလံဥမင်တဲ့သူပြေးတယ်အဲ့တော့တဲ့သူ့ထောင်ရောက်လာကြတယ်တဲ့အကျွေးတင်တော်သူတဲ့အမှုရောက်တော်သူစိတ်ညစ်တော်သူသူတော့ဝရံပြေးနေရပါတယ်ဆိုမှသူ့ရှိရောက်လာတဲ့လူကကောင်းတဲ့လူတယောက်မှမပါနော်ဒါဝိဒ်ခက်နဲ့တောတောင်ထဲမှာပြေးဂူထဲမှာအောင်းနေရတယ်နော်အဲ့ဒီအချိန်လေးမှာနော်သူ့နားကိုလာတဲ့လူကသူ့ကိုကူညီမဲ့လူမရှိဘူးနော်သူဒုက္ခရောက်နေပါတယ်ဆိုမှသူ့နားကိုရောက်လာတဲ့လူကသူပြန်ကူညီရမဲ့လူတွေဖြစ်တယ်တခါလေကြိုက်ဖြစ်တယ်နော်ဒါကြီးကမတော်တဆမဟုတ်ဘူးအဲ့တော့ဒါဝိဒ်ကသူလည်းပဲခက်နဲ့ဘဝကိုနော်ဖြတ်ကျော်နေရတဲ့အချိန်မှာသူ့ရှိရောက်လာတဲ့လူတွေက
သူ့ကိုကူညီပေးဖို့ထက် तू ကပြန်ကူညီရမယ့်လူတွေပဲနော်ဓမ္မရာဆိုပထမစာဆောင်ခိုင်း20မှာပါတယ်ဒါဝိဒ်ထော်လာတဲ့လူကအမှုရောက်တော်သူစိတ်ညစ်တော်သူတဲ့အကျွေးတင်တော်သူတဲ့ကျမစဉ်းစားတယ်အမှုရောက်တော်သူဒါဝိဒ်ရှိလာရအောင်ဒါဝိဒ်ကအမှုကိုပြေပြောက်စေမဲ့တရားသူကြီးလည်းမဟုတ်နံပါတ်1ဗာလဲအကျွေးတင်တော်သူဆိုတော့အကျွေးတင်တော်သူရှိရောက်လာအကျွေးတွေဆက်ပေးရအောင်သူလည်းအရန်နဲ့တထေးဖြစ်တာလည်းမဟုတ်သူလည်းသူဒုက္ခနဲ့သူပြေးနေရစိတ်ညစ်တော်သူတဲ့သူတို့စိတ်ညစ်တော်သူရောက်လာတော့အခါကျတော့သူရှိရောက်လာတဲ့စိတ်ညစ်တဲ့လူကိုပျော်အောင်ထားပေးရအောင်သူကလည်းဘာဖြစ်လဲအနုပညာရှင်လူရွှင်တော်အနုပညာရှင်လည်းမဟုတ်နော်သူဒီသူများကိုပျော်အောင်ထားနိုင်တဲ့အနုပညာရှင်ဒီဘာလဲလူရွှင်တော်လည်းမဟုတ်နော်သူစိတ်ညစ်တော်သူကိုလှုပ်ပေးနိုင်အောင်လူရွှင်တော်လည်းမဟုတ်နော်အမှုရောက်တော်သူကိုသူကူညီနိုင်အောင်သူတရားသူကြီးလည်းမဟုတ်အကျွေးတင်တော်သူကူညီနိုင်အောင်သူကလည်းပတ်စံနေတာတထေးလည်းမဟုတ်ပြေးနေရတာဘာကြောင့်သူရှိရောက်လာတာလဲကိုသူတော်မှဒုက္ခရောက်ပါဆိုသူရှိလာတဲ့လို့သူ့ကိုကူညီနိုင်မဲ့လူချက်သူကပြန်ပြီးကြည့်ရမယ့်လူတွေပဲနော်ဖယားကမတော်တဆလုပ်တာမဟုတ်ပါဘူးဘာဖြစ်လို့သူရှိကိုအဲ့လိုလူတွေသွားလဲဒီနေ့ဒါဝိဒ်ကိုချင်းစားတဲ့နှလုံးသားရှိဒါဝိဒ်ရဲ့အသက်တာဆုတောင်းခြင်းနဲ့ဖြတ်ကျော်တော့ကျွန်တော်တွေ့ရတယ်နော်66ခုမြောက်သောဆာလအပိုင်ငယ်20မှာဒါဝိဒ်ပြောတယ်ကျွန်ုပ်ပြုတဲ့ပထနာကိုပယ်တော်မူပါနဲ့တဲ့ဂျေဇုတော်ကိုကျွန်ုပ်မှရုပ်သိမ်းတော်မူသောထာဝရဘုရား၏နာမတော်ဒီမင်္ဂလာရှိစေတည်းတဲ့သူပြောထားတာနော်သူ့ပထနာကိုဘုရားမပယ်ဘူးဂျေဇုတော်ကိုသူကနေမရုပ်သိမ်းတဲ့ဘုရားမင်္ဂလာရှိစေတည်းချီးမွမ်းထားတာဖြစ်တယ်ဒါဝိဒ်ဟာပထနာပြုတော်သူဖြစ်တယ်ဒါဝိဒ်ဟာသူ့ရှိရောက်လာတဲ့လူကိုကူညီနိုင်တဲ့ငွေကြေးမရှိအောင်မှကူညီနိုင်တဲ့တရားသူကြီးမဟုတ်ရင်အောင်မှကူညီနိုင်တဲ့စိတ်ညစ်တဲ့သူကူညီနိုင်တဲ့ဒီနေ့လူရှင်တော်မဟုတ်ရင်အောင်မှအဲ့ဒီလူတွေကိုတတ်တာစေနိုင်တဲ့ဖယားထံမှာပထနာပြုတ်ပေးတတ်တော်သူဖြစ်တယ်။သူလည်းပဲဆုတောင်းခြင်းနဲ့ဖြတ်ကျော်နေရတာပဲ။သူလည်းဆုတောင်းခြင်းနဲ့ဖြတ်ကျော်တဲ့အတွက်ရှောလူလက်ကလည်းအကြိမ်ကြိမ်လွတ်ခဲ့ရတာပဲ။နော်။အဲ့တော့ဒီနေ့ကျမတို့အသက်တာထဲမှာဘေးဥပတ်တွေအနှောက်အယှက်တွေကဆုတောင်းရင်းနဲ့လာရင်လည်းဆုံးရှုံးမှုမပါဘူးဒါဝိဒ်ရဲ့အသက်တာထဲမှာဆုတောင်းခြင်းနဲ့သူအသက်ရှင်တဲ့အတွက်ဘေးဥပတ်တွေကြုံတယ်ဂေါလိယဆိုတဲ့ဘေးဥပတ်ကြီးအရှိတက်မှာဒါပေမဲ့သူဒီတိုးချောင်းသားဘဝမှာကြတဲ့ဖယားနဲ့ချိတ်ဆက်ရှင်ဖယားနဲ့အများအားစကားပြောနေနော်ဆုတောင်းခြင်းဆိုတာဖယားနဲ့စကားပြောတာပဲသူချီးမွမ်းခြင်းနဲ့ပြောတယ်နော်ဒီလိုစကားလေးနဲ့ပြောတယ်ဖယားကိုသူအဲ့လိုစကားပြောနေတယ်ဖယားနဲ့သူနဲ့ရင်းနှီးကျွမ်းဝင်ရှိပြီးသားနော်အဲ့တော့အဲ့လိုဆုတောင်းခြင်းအသက်တာရှိတဲ့အတွက်ဒါဝိဒ်ဆိုတဲ့ပြဿနာကြီးမောကြီးရတဲ့ပြဿနာကြီးကိုသူတွေ့တဲ့အခါမှာဖြုံတော့မဖြုံဘူးအဲ့ဒါကြီးကိုသူလွယ်လွယ်လေးနဲ့ဖြိုခွင်းနိုင်တာတွေ့ရတယ်။နောက်ဒီနေ့ကျမတို့ဆုတောင်းထားမယ်ဘေးဥပနဲ့နှောက်ယှက်ကင်းဖို့လဲဆုတောင်းပါမိသားစုတွေထဲမှာအမျိုးနယ်တွေထဲမှာအသင်းတော်တွေထဲမှာကျွန်တော်ဆုတောင်းပါအဲ့လိုဆုတောင်းရင်းထဲမှာဘုရားကလိုအပ်လို့ပေးတွေ့ရင်လည်းပဲအဲ့ဒီအမှုရာထဲမှာအကျိုးနဲ့ဖို့မဟုတ်ပဲနဲ့အဲ့ဒီအမှုရာထဲကနေကယ်နိုင်တဲ့ဘုရားဖြစ်ကြောင်းတတ်သိထူဖို့ဖြစ်ပါတယ်နော်နောက်တစ်ချက်သွားပါလေလက်တော်ဒီကျွန်ုပ်ဘက်မှာနေပါတဲ့ဘုရားရဲ့လက်ကကျွန်တော်ဘက်မှာပဲနေပေးပါတဲ့နော်ဘုရားရဲ့လက်တော်ကသူ့ဘက်မှာရှိဖို့လို့ဒီမိနစ်ကျွန်မနှုတ်ကပတ်တော်ဆင်ခြင်တဲ့အခါမှာနောမီပြောတဲ့စကားလေးထာဝရဘုရားရဲ့လက်ဒီကငါးနိုင်ကန့်လန့်ရှိနေတယ်သူပြောတဲ့စကားနော်တခါလေကျရင်ဖရားရဲ့လက်ကကိုယ့်ဘက်မှာအားပေးဖို့ကိုယ့်ဘက်မှာအားပေးဖို့ကိုယ့်ဘက်မှာဖေးမတဲ့လက်ဖြစ်ဖို့လိုတယ်ဒီနေ့ယာဘက်ပြောတာကဖရားသခင်ရဲ့လက်ကကျွန်တော်ဘက်မှာရှိတာဆိုသူ့ကိုဖေးမဖို့သူ့ကိုကွဲကားဖို့သူ့ကိုမဆာဖို့အဲ့လက်ကိုပြောတာဖြစ်တယ်နော်အဲ့တော့ဒီနေ့မနေ့နှုတ်ကပတ်တော်ဆင်တဲ့အခါမှာအော်ဖရားလက်ကန့်လန့်ရှင်တော့ဘာမှလုပ်လို့မရတော့ဘူးဖရားသခင်ရဲ့လက်ကတဲ့ငါရှိမှကန့်လန့်ကြီးဖြစ်နေတယ်တဲ့ဒါကြောင့်ငါဒီတဲ့ကျွယ်ဝပြည့်စုံလျက်နဲ့ထွက်လာတယ်တဲ့အခုကတော့တဲ့ငါဒီဘာမှမရှိပဲနဲ့ဆင်းရဲခြင်းနဲ့ပဲဒီနေ့ဘက်လင်ကိုပြန်လာရတယ်ဆိုပြီးတော့သူ့ကိုကြိုဆိုတဲ့လူပြောတဲ့စကားအဲ့ဒါကိုကျွန်မသေချာလေးဆင်ခြင်တဲ့အခါမှာငါဒီကျွယ်ဝနဲ့ထွက်သွားတယ်ဖျားထွက်သွားခိုင်းတာမဟုတ်တူထွက်သွားတာဒါမဲ့ပြန်ပို့တာကဖျားတဲ့သူပြောတဲ့စကားလေးကလေငါဒီတဲ့ကျွယ်ဝနဲ့ထွက်သွားတယ်အဲ့ဒါသူ့ဘာသူထွက်သွားတာလေကျွယ်ဝခြင်းနဲ့သူ့ကိုဘုရားထွက်ခိုင်းတာမဟုတ်လားဒါသူတို့ဘာသူစဉ်းစားပြီးတော့စိုးရိမ်ပြီးတော့သူတို့စဉ်းစားညာနဲ့သူတို့ထွက်သွားတာဒါမဲ့ဘုရားခင်ကတဲ့မိမိလူတို့ကိုတဲ့အကျင့်ရှုကြွတယ်ဆိုတဲ့သတင်းကိုသူကြားတဲ့အခါမှာသူပြောတဲ့စကားထာဝရဘုရားငါ့ကိုတဲ့ပြန်ပို့တယ်တဲ့ဟေးပြန်ပို့တာဘုရားထွက်သွားတော့သူ့ဘာသူထွက်သွားတာဒါမဲ့ဘုရားကသူ့ကို
အကျစ်ရှုကြွတဲ့အခါမှာသူတို့တိုင်းပြီးသူခြံခဲ့တဲ့သူ့ရဲ့တိုင်းပြီးကိုအကျစ်ရှုကြွတဲ့အခါမှာသူ့ကိုဖျားပြန်ပို့တယ်အဲ့တော့သူပြောတယ်ငါထွက်သွားတော့ကြွယ်ဝဆိုတာငါပြန်လာတော့ဒီကနေ့ဘာမှမရှိဘူးဖျားလက်ကငါနဲ့ကန့်လန့်ရှိနေတယ်ဖျားကြီးရဲ့လက်ကကိုယ့်ဘောမှာမာစားဖို့ကိုယ့်ဘက်မှာရှိဖို့လိုတယ်ကန့်လန့်ကြီးဖြစ်နေတယ်ဆိုတာဖျားကန့်လန့်တိုက်အောင်ကိုကလုံးလို့ဖြစ်တယ်အဲ့တော့ဖျားခင်ကသူ့သားသမီးကိုဘယ်တော့မှကန့်လန့်တိုက်ချင်တာဖျားမဟုတ်ပါဘူးဒါပေမဲ့ဖျားရဲ့လက်ကကိုယ့်ရှိမှကန့်လန့်ကြီးလာဖြစ်တာဘာကြောင့်လဲဆိုတော့ကိုယ့်ညံကိုအမိပြုတ်ပြီးတော့ဒီနေ့ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ရွေ့လျားမှုတွေကိုယ့်ရဲ့ညာအမိပြုပြီးတော့ကိုယ့်စိတ်ခံစားချက်နဲ့ကျမတို့အဖြေရှာတဲ့အခါမှာဖျားရဲ့လက်ကမမစားတော့နော်ဒါဖျားရဲ့လက်တော်ကျမတို့မှာရှိဖို့လိုတယ်အဲ့တော့ယာဘက်ကဖျားလက်ငါးဘက်မှာရှိဖို့လိုတယ်ဖျားရဲ့လက်သူ့ဘက်မှာရှိတော့အေးဆေးပဲလေနော်မာစားမဲ့လက်ကွယ်ကာမဲ့လက်နော်ဂျေဇုပြုမဲ့လက်နော်ဘုရားသခင်ကဒီနေ့ဘုရားရဲ့လက်ကိုသူတောင်းတကိုရောလက်ကကျွန်တော်ဘက်မှာရှိပေးပါတဲ့နော်ပြီးတဲ့အခါမှာကျွန်တော်တို့ကွယ်ကာဆောင်မပေးပါကွယ်ကာဆောင်မပေးပါသူပြောတဲ့ຢာလေးနော်သူ့ကိုကွယ်လဲကွယ်ကာပေးပါပြီးတော့ခါကြတော့စောင့်လဲစောင့်ရှောက်ပေးပါဆိုပြီးတော့သူတောင်းတယ်ကျမ်းစာအမှတ်တမ်းတင်တယ်သူဆုတောင်းတတ်တယ်တဲ့ဣသေလအမျိုးဘုရားသခင်အားဆုတောင်းတတ်၍တောင်းသောဆုကိုဘုရားသခင်ပေးသနာတယ်နော်အဲ့တော့သူဆုတောင်းတတ်တဲ့အတွက်တောင်းတဲ့ဖရာလဲမှန်တယ်သူတောင်းနေတဲ့ဖရာကလည်းပေးနိုင်တဲ့ဖရာလုံနိုင်တဲ့ဖရာကိုသူတောင်းတာတောင်းတဲ့ဖရာလဲမှန်တယ်လို့တောင်းနေတဲ့လူကလည်းတောင်းတတ်တဲ့အတွက်ဆုတောင်းချက်ကဝမ်းမြောက်စရာအကြောင်းဖြစ်တယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်ယာဘဲရဲ့အသက်တာထဲမှာအဲ့လိုဆုတောင်းတတ်တဲ့အချိန်ကနေစပြီးတော့သူ့ဘာအစဉ်ကောင်းကြီးရရှိလာတယ်သူရဲ့နေရာကျယ်ဝန်းလာနောက်ပိုင်းကျမ်းစာဖတ်တဲ့အခါမှာဟိုနားမှာရဘက်နေရာဒီနားနေရဘက်နေရာနော်ဘယ်နာကြည့်ကြည့်ရပွဲရဲ့စီဝါရေးကွက်ဘယ်နာဘယ်မြို့ကြည့်ကြည့်ရဘက်အိမ်ရှိတယ်အေးအဲ့လိုမျိုးပေါ့နော်ဆိုတော့ရဘက်နေရာကျယ်ဝန်းလာတယ်နော်ဘေးဥပတ်တဲ့အနောက်ရှက်တွေကင်းလာတယ်ပြီးတော့ဖယားလက်ကသူ့ဘက်မှာရှိနေတဲ့အတွက်လူတွေကသူ့ကိုမပေးချင်တော့မှဖယားလက်ကသူ့ဘက်မှာရှိတဲ့အတွက်သူ့မှာကတော့အမြဲတမ်းကျေးဇူးတော်ခံစားနေရတယ်ပြီးတဲ့အခါမှာလူတွေကသူ့ကိုဘာဖြစ်လဲအကျိုးနဲ့အောင်လုပ်ဖို့လုပ်ရင်တော့မှဖယားကွယ်ကာပေးထားတယ်နော်ပြုတ်စားခြင်းနဲ့လာမလားဖယားကွယ်ကာလိုက်တယ်ပြုတ်စားခြင်းနဲ့ပြုတ်စားတဲ့လူရှိပဲသွားတယ်နော်သူ့ကိုဗာလဲစီးပွားရေးကြောက်လုံးမဲ့လူတွေလာမလားဖယားကွယ်ကာပေးတဲ့လုံးမဲ့လူကပဲစီးပွားရေးကြသွားသူမကြွားဘူးသူ့မကြမ်းမအောင်လုံးမဲ့လူတွေလာမလားဒီနေ့ဖယားရဲ့လက်တော်သူ့ကိုကွယ်ကာပေးထားတဲ့အတွက်သူ့ကိုဖယားသခင်ကကြမ်းမာခြင်းနဲ့တောင်းဝန်ယူထားတယ်စသဖြင့်ပေါ့နော်အဲ့တော့ယာဘဲရဲ့အသက်တာမှာဖယားရဲ့ကွယ်ကာခြင်းဆောင်မခြင်းခံစားရဆုတောင်းတဲ့ချိန်စပြီးတော့အဲ့ဒီအသက်တာသူကျေးဇူးတော်ခံစားတယ်ယာဘက်လည်းကျမတို့ကဲ့သို့မစုံမလင်တဲ့အသက်ရှင်တဲ့လူသားတယောက်ပါပဲယာဘက်တောင်းနေတဲ့ဖယားကျမတို့တောင်းနေတဲ့ဖယားထာဝရဘုရားပါပဲဒီနေ့သူတောင်းနေတဲ့ထာဝရဘုရားသည်သူ့ရဲ့ဆုတောင်းချက်ကိုနားထောင်တယ်လို့ကျမတို့ရဲ့ဆုတောင်းချက်ကိုလည်းနားထောင်ပေးမှဖြစ်ပါတယ်ဒါကြောင့်ကျမတို့ရဲ့ဆုတောင်းချက်ကိုနားထောင်ပြီးတော့ကျမတို့ကိုဆုတောင်းတဲ့အတိုင်းကောင်းကြီးခံစားဖို့လို့ငါဆုတောင်းတတ်ဖို့တော့လိုပါတယ်ဆုတောင်းတတ်ခြင်းနဲ့ဆိုရင်တော့တန်ရှင်တော်ဝိညာဉ်တော်ကိုအကူအညီတောင်းဖို့လိုပါတယ်เนาะအဲ့ဒါကတော့ဆုတောင်းတတ်ခြင်းဝိညာဉ်တော်ကိုအကူအညီတောင်းပါအဲ့ဒါကယောမ8ထဲမှာပါပါတယ်เนาะယောမအခန်းကြီး8အပိုင်းငယ်26 29မှာပါပါတယ်ကျွန်တော်တို့အကြောင်းအရာတစ်ခုခုကိုဆုတောင်းတတ်ခြင်းဝိညာဉ်တော်အကူအညီတောင်းပါဒီကိစ္စအတွက်သားသမီးတွေအတွက်ဆုတောင်းခြင်းကိုတော့ဒီသားသမီးအတွက်ဘယ်လိုဆုတောင်းမလဲခင်မွန်းတဲ့အတွက်ဆုတောင်းဖျားခင်ဒီခင်မွန်းတဲ့အတွက်ဘယ်လိုတောင်းမလဲနော်စီးပွားရေးအတွက်တောင်းခြင်းဖျားခင်ဒါဘယ်လိုတောင်းမလဲနော်အခက်အခဲတစ်ခုတွေ့လဲဖျားခင်ဒီအခက်အခဲအတွက်ဘယ်လိုတောင်းရမလဲအကူအညီတောင်းမှာဝိညာဉ်တော်အကူအညီတောင်း26နော်8 26 29မှာနော်ထိုမှတပါတဲ့ငါတို့မတတ်နိုင်သောအရာမှာဝိညာဉ်တော်သည်မာစတော်မူ၏တဲ့ဝိညာဉ်တော်မာစပါလေငါတို့ဒီဆုတောင်းသင့်သည့်အတိုင်းဆုတောင်းသင့်တယ်ဒီကိစ္စအတွက်ဆုကိုတောင်းသင့်တယ်ဒီအရာအတွက်ဆုကိုတောင်းသင့်တယ်ဆုတောင်းသင့်တယ်ဒါမဲ့တဲ့အဘယ်ဆုကိုတောင်းရမလို့မသိကြဆုတောင်းရမယ်ဆိုတာသိတယ်ဘလို့တောင်းရမလဲမသိတဲ့အခါရှိပါတယ်တဲ့အမှန်တယ်နော်ခါကြရဲ့ဗာလဲတငယ်ချင်းတယောက်ပြောလို့ငါလည်းတောင်းတာကြားလာပြီတဲ့ဘလို့ဆက်တောင်းရမှမသိတော့ဘူးတဲ့သူပြောတယ်အဲ့တော့နေတောင်းတတ်တဲ့လောက်တောင်းပြီးပြီဆိုရင်တန်ရှင်တော်ဝိညာဉ်ကိုတောင်းဘလို့ဆက်တောင်းရမလဲဆိုတာဝိညာဉ်တော်ကနေကိုလမ်းပြလိုက်မယ်ကျွန်မသူပြောပြတယ်အဲ့တော့ဒီမှာပြောတယ်ဆုတောင်းတဲ့အဲ့ကိစ္စကတောင်းတဲ့ကိစ္စဖြစ်တယ်ဒါပေမဲ့တခါကျအဲ့ဒီတောင်းတဲ့ဆုဘလို့တောင်းရမလဲဆိုတာမသိဘူးနော်မသိဘူးအဲ့တော့ကျွန်မကယုံကြည်သူအန်ဒီတယောက်တွေ့တဲ့ခါမှာနော်
သူကောင်းကြီးခံစားရတာပေါ့သူကျမနဲ့လက်ဆင့်ကမ်းလိုက်တာလူတယောက်ကရောကျမနဲ့လမ်းကြုံပါလိုက်တဲ့အတွက်တော့ကျမပေးရဟုတ်လားဘာတူလဲငါမသိဘူးမသိလဲ तू အတော့သိတယ်နော်ကျမဓာတ်ပုံလေးပြောဟုတ်လားအော်ငါမသိတဲ့လူကငါ့ကိုကောင်းဗာလဲငါ့ကိုအလူငွေပေးတယ်ဆိုတော့ဒါဖះလောက်တာပဲဟုတ်တယ်ကိုမသိတဲ့လူအဖြစ်ကို့ဖះကကောင်းချီးပေးတယ်ဆိုတော့ကိုမသိပေမဲ့ကိုအသက်တာထဲမှာထိုးသူအသုံးပြုတော့ဘုရားအလုံးလုံးတယ်ဆိုတော့ဆုတောင်းပေးလိုက်နော်ကျွန်မအဲ့လိုပြောတာ तू ကကျွန်မဘာပြောလဲအေးတဲ့ငါကသူ့ကိုမသိဘူးဆိုတော့နင်ပဲတောင်းပေးလိုက်လေတဲ့နော်နင်ပဲတောင်းပေးလိုက်လေဟုတ်တော့ကောင်းကြီးခံစားတာ तू လေကိုကကြားတဲ့နေလဲတဲလာပြီးတော့ပြောပြသေးတယ်နာမည်ကျွန်မပြောနာမည်သိစရာမလိုဘုရားကြီးဒီတယောက်ကိုသုံးပြီးတော့ကျမရဲ့အခက်ခဲကိုကိုရောကဖြေရှင်းပြီ तू လည်းဆုတောင်းနေရတယ်ဒါလိုအပ်နေရတယ်မျောကြည့်ဘယ်လမ်းမှမျောစရာမရှိဘူးတဲ့နော်ဘယ်လမ်းမှမျောစရာမရှိဘူးတဲ့ဒါမဲ့တဲ့သူ့အော်ဆရာကောင်းတဲ့ဘုရားအလုပ်လုပ်တာကျမလည်းကျေးဇူးတော်ချီးမွမ်းမိတယ်။အိုးအဲ့တယောက်ကလေသူ့ကိုလည်းမသိပဲနဲ့သူသိတာကအဲ့အတော်ရဲ့မောင်လေးကိုသူသိတာအဲ့အတော်ရဲ့မောင်လေးကိုသူသိတဲ့အတွက်သူသိတဲ့အဲ့ဒီမောင်လေးရဲ့အမပေါ့နော်အဲ့ဒါနဲ့အော်အဲ့ဒါငါတငယ်ချင်းရဲ့အမပဲဒီချိန်မှာသူ့ကိုလည်းငါတငယ်ချင်းကတော့လောကမှာမရှိတော့ဘူးအရန်ခင်ခဲ့တဲ့တငယ်ချင်းအော်တော့သူ့အမရှိသေးတယ်ငါသူ့ကိုပေါ့နော်အခုသူအဆင်ပြေတဲ့ချိန်မှာအဲ့အမလေးကိုမုတ်ဖိုးပေးခြင်းနဲ့ဆိုပြီးတော့ပေးခြင်းတော့ तू ကဆက်သွယ်လို့မရလို့ကျမကိုလာဆက်သွယ်ရတယ်ကူညီပေးမယ်ဆိုပြီးတော့ကျမကပေးတာအဲ့တော့အဲ့မကြီးက तू ကမသိဘူးလေမသိတဲ့အခါကျမသိလဲရတယ်ဘုရားအလုံးလုံးတာတွေ့လာအော်ဆရာကောင်းတယ်ကိုလိုအပ်နေတဲ့အရာကိုမသိတဲ့လမ်းကြောင်းတွေကိုမသိတဲ့လူနဲ့အလုံးလုံးတဲ့ဘုရား तू လက်တွေ့ခံစားရပြီနော်အဲ့တော့ဆုတောင်းပေးလိုက်နော်ယေရှုဘလောက်တင်စရာကောင်းလဲအေးကျမအဲ့လိုပြောပြတယ်အေးဆီယမပဲဆုတောင်းပေးလိုက်နော်ကျမပြောတယ်အဲ့လိုမလုပ်ရဘူးမတောင်းပေးတတ်ဘူးတဲ့ तू အဲ့လိုပြောဟဲ့ယူတတ်တယ်မှတ်လားလို့ပြောလိုက်တယ်အဲ့ဆိုပြန်ပေးလို့ပြောလိုက်တယ်ယူတော့ယူတတ်ပြီးတော့ဆုတော့မတောင်းပေးတတ်ဘူးဆိုတော့မဟုတ်တော့ဘူးပေါ့နော်ဘာမတောင်းပေးတတ်ဆရာလို့လဲနော်ကျမ तू ပြောပြတယ်အဲ့နဲ့ဒီလိုလေးတောင်းပေးလိုက်လို့ကျမပြော तू ကကျမဘာပြောရောတဲ့အလူငွေပေးမယ်တဲ့တောင်းပေးတယ်ဟဲ့ခိုင်းစားတာအလူငွေပေးပြီးခိုင်းစားတာအဲ့လိုတော့အခိုင်းမခံဘူးကျမကလေ no ကျမကိုအလူငွေပေးပြီးတော့မခိုင်းစားနဲ့နော်ဒီနေ့ဘုရားခင်နှိုးဆော်လို့စေနာစိတ်နဲ့ပေးရင်တော့လက်ခံတယ်ခိုင်းစားတာမျိုးတော့လာမလုပ်နဲ့ကျမပြောတယ်ဟဲ့ကျမမယူအတင်းနဲ့ကျမလည်းမယူပေါ့နော်အဲ့တော့ဒီလိုပဲကိုယ့်ကိုတောင်းကျမသူ့ပြောတယ်အေးအဲ့ဆိုလဲစူးစမ်းပြီးတောင်းမယ်နော်တချို့တော့ခရိယန်တွေများခက်တာကနော်ဘုရားက तू လိုအပ်လို့ तू တောင်းနေတဲ့အရာ तू မသိဘလောက်ချီတက်တဲ့ခံစရာတော့ကောင်းတယ်နော်အဲ့ဒါ तू တက်တဲ့ခံအတင်းတော်မှာတက်တဲ့ခံလိုက်အောင်တော့လို့ကျမသူ့ပြောပြပါတယ်တက်တဲ့တော့ခံမှာပါတဲ့ဒါပေမဲ့အဲ့လိုစုမတောင်းပေးတတ်ဘူးတဲ့အဲ့ဒါရအံ့ဩစရာကြီးအဲ့တော့ကျမပြောတယ်တန်ရှင်တော်ဝိညာဉ်တော်လက်ခံလားဆိုလက်ခံပါတယ်တန်ရှင်တော်ဝိညာဉ်တော်အခုနေတောင်းလားတန်ရှင်တော်ဝိညာဉ်တော်ကိုတော့သုံးလိုက်တဲ့အဲ့ဒီသားအတွက်သမီးဘလို့တောင်းပေးရမလဲအဲ့လိုပြောလိုက်ပြောတောင်းဆရာထွက်လာနိုင်မယ်လို့ကျမသူပြောပြပါနော်ဒီနေ့ကျမတို့စုတောင်းတဲ့တယ်လေအဲ့ဒါကစုတောင်းပေးတဲ့အရာကိုမတောင်းတတ်တဲ့ခါလည်းရှိတယ်မတောင်းတတ်ဘူးဆိုရင်ဝိညာဉ်တော်အကူကြီးတောင်းလိုက်ပါတန်ရှင်တော်ဝိညာဉ်တော်ကအဲ့ဒီကိစ္စနဲ့ပတ်သက်ရင်ဆုတောင်းတတ်ဖို့ကူညီပေးပါနိုင်မယ်เนาะအဲ့တော့ဆုတောင်းခြင်းမူတဲ့နှုတ်မပွတ်နိုင်ညီးတွားကြပြဝိညာဉ်တော်ဆောင်ပါတယ်တဲ့စိတ်နှလုံးကိုစစ်တော်မူသောသူသည်လည်းဝိညာဉ်တော်၏စိတ်တဘောကိုတည်တော်မူ၏အကြောင်းမူကားဝိညာဉ်တော်သည်တန်ရှင်းသူတွေဆုတောင်းခြင်းမှုကိုဘုရားသခင်အလိုတော်နဲ့ညီဆောင်ပါတော်မူတယ်တန်ရှင်းတော်ဝိညာဉ်တော်ကဆုတောင်းချက်ကိုလက်ခံနေတဲ့ခမဲတော်ရဲ့အလိုတော်နဲ့အညီတောင်းပေးတတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဆုတောင်းချက်ကဝမ်းနဲ့ဆရာအကြောင်းမဟုတ်ဘဲနဲ့ဆုတောင်းချက်အဖြစ်ရတဲ့အခါမှာဝမ်းမြောက်ခြင်းခံစားရမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ကဆုတော့တောင်းတယ်ဆုမတောင်းတတ်ရင်ရေဖတ်တာကဲ့သို့ပဲကိုတောင်းတဲ့ဆုနဲ့ကိုဒုက္ခရောက်တတ်ပါတယ်ကိုတောင်းတဲ့ဆုကြောင့်ကိုဝမ်းနဲ့တက်ရပါတယ်ဒါကြောင့်ဆုတောင်းတတ်ဖို့လိုပါတယ်ဆုတောင်းတတ်ဖို့ငါဆုတောင်းငါအတွက်တောင်းပေးလိုက်လို့မပြောပါနဲ့ဒီနေ့ဝိညာဉ်တော်ကိုလက်ခံလားဝိညာဉ်တော်ကိုယုံကြည်လားယုံကြည်တယ်ဆိုဒီကျမ်းပိုက်ကပြောထားပါတယ်ဆုလဲဆုတောင်းတဲ့တယ်ဘလို့တောင်းရမှမသိဘူးဆိုရင်ဝိညာဉ်တော်ကိုညီတောင်းပါတန်ရှင်တော်ဝိညာဉ်တော်ဖျားဒီရောက်တောင်းခြင်းနဲ့ဘလို့တောင်းရမလဲမာစာပါဆိုပြီးတော့ဒီနေ့ဆုတောင်းမယ်ဆိုရင်ကျမတို့ဆုတောင်းချက်ဟာဝမ်းနည်းစရာအကြောင်းမဟုတ်ဘဲနဲ့ဝမ်းမြောက်စရာအကြောင်းဖြစ်ပါလိမ့်မယ်တချို့သောသူတွေတချို့သောအမှုတော်ဆောင်တွေကဘာပြောလဲဆိုတော့ဆုတောင်းစရာမလိုတော့ဘူးလို့ပြောနေတဲ့အမှုတော်ဆောင်တချို့ရှိပါတယ်အဲ့လိုပြောတဲ့အတွက်ဆုတောင်းပြင်းတဲ့လူတွေကအာမင်လို့ထူပါတယ်ဘ
ဘယ်ကျမ်းပိုက်ကိုသုံးလဲဆိုတော့ယေရှုခရစ်တော်ရှင်များထမြောက်ပြီးတော့ခမဲတော်ရဲ့လက်ရဘက်မှာထိုင်ပြီးတော့ကျွန်တော်တို့တဲ့ဆုတောင်းပေးနေတာယေရှုကဆုတောင်းပေးတာပို့ပြည့်စုံတယ်တဲ့ငါတို့တောင်းတာမပြည့်စုံတဲ့ဒါကြောင့်ယေရှုကဆုတောင်းပေးပြီးဖြစ်တဲ့အတွက်တောင်းစရာမလိုတော့ဘူးတဲ့အဲ့ဒါငတ်ပြင်းနေလို့ကျွန်တော်ပြောယေရှုဆုတောင်းပေးတာကဘာအတွက်လဲကျွန်တော်တို့ဒုစရိုက်ထဲကနေဒီနေ့နောင်တရောက်ဖို့ခမဲတော်ကိုလက်ဖြတ်နေတာဖြစ်တယ်အဲ့အတွက်တောင်းပေးတာနော်အဲ့ဒီယောမထဲမှာပဲပါတယ်နော်ယောမဒီ8ထဲမှာပဲနော်ယောမ8:34မှာပဲနော်အဲ့တော့သေခြင်းမှာထမြောက်ပြီးဘုရားခင်လက်ရဘက်၌နေလဲငါတို့အဖို့ဆုတောင်းတော်သူခရစ်တော်ပေသည်အဲ့ကျမ်းပိုက်လေးကိုကင်ပြီးတော့ဆုတောင်းစရာမလိုတော့ဘူးတဲ့အဲ့တော့အဲ့ဒီမလိုတော့ဘူးပြောတဲ့လူကလည်းဆုတောင်းခြင်းမှုကိုမကြိုက်လို့ဖြစ်မှာပေါ့နော်အဲ့တော့ဆုတောင်းပြင်းတဲ့လူကလည်းကျမ်းစာဘာမှနားလဲတာမဟုတ်အဲ့တပိုက်လေးပြောပြီးတော့အာမင်ထူပြီးတော့ဘာဖြစ်လဲအဲ့ကျမ်းပိုက်လေးကိုပြောတာအာမင်ထူပြီးတော့ဆုမတောင်းကြအောင်ပြင်းတဲ့လူပေါ့နော်ဆုတောင်းပြင်းတဲ့လူဒီနေ့ဆုတောင်းပြင်းလို့တော့မရပါဘူးဆုတောင်းပြင်းပြီဆိုရင်မပြင်းအောင်ဘုရားလုပ်တတ်တယ်မျက်စိပြူမျက်စံပြဲအောင်ဘုရားကလေအသေးအံဆုတောင်းမဲ့အခြေအနေပို့ဆောင်တတ်တယ်အဲ့ကြမှာမတောင်းအောင်မရတော့ဘူးလေအဲ့ကြတော့ဘလောက်ထိတောင်တောင်းလဲတချို့ကအစာတောင်ရှောင်ပလိုက်တာဟေးလာပြီလာတော့မှာနော်အဲ့တော့အဲ့လောက်ထိတောင်မှဘုရားကလှုပ်တတ်တယ်နော်ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာဆုတောင်းမပြင်းဖို့လိုပါတယ်တချို့တွေကလည်းဆုတောင်းစရာမလိုယေရှုကိုယ်တိုင်တောင်းပြတာပို့ပြည့်စုံတယ်နောက်ပြီးတော့ဗာပြောလဲသင်တို့မတောင်းကြသိတယ်လို့ပြောတာပဲအဲ့တော့တောင်းစရာမလိုတော့ဘူးအဲ့ကျမ်းပိုက်တွေယူတယ်သူကဆုတောင်းစရာမလိုတော့ဘူးလို့ပြောတဲ့မှုတော်ဆောင်တဲ့အဲ့ကျမ်းပိုက်ကိုယူတာသင်တို့မတောင်းကြရင်ငါသိတယ်လို့ပြောတဲ့ကျမ်းပိုက်ကိုမတောင်းကြအောင်သိတယ်ဗျာတောင်းစရာမလိုတော့ပါဘူးပေါ့နောက်ပြီးတော့ယေရှုကလည်းခမဲတော်ရဲ့လက်ရဘက်မှာနေငါတို့တက်ဆုတောင်းပေးတယ်ပြောတဲ့တွက်တဲ့ငါတို့တောင်းစရာမလိုတော့ဘူးငါတို့တောင်းမပြည့်စုံယေရှုတောင်းပေးတာပို့ပြည့်စုံတယ်ဆိုတဲ့ဒီကနေ့တက်လွဲခေါ်တဲ့အခါမှာဆုတောင်းပြင်းတဲ့လူတွေကလည်းအာမင်ထူပြီးတော့မတောင်းကြပါဘူးနော်အဲ့ဒါကကိုယ့်ရဲ့အသက်တာကိုမတိမတာနော်မတိမတာဆိုတာမတာဆိုတာဘာမှမသိဘူးလေမတာဖြစ်မှတော့မသိဘူးပေါ့မတိမတာတဲ့နော်မတိမတာနော်တချို့ကမတိမတာဖြစ်ကြပါတယ်နော်အဲ့တော့မတာဆိုတာဘာမှမသိတော့ဘူးအဲ့တော့ဒီနေ့တချို့တွေကမတာလို့ပဲမတိကြဘူးနော်တမန်တရားကိုကျမတို့ကိုတမန်တရားနဲ့လာလှည့်စားသွားတယ်နော်ကျမ်းစာနဲ့အော်ဟုတ်တာပဲသူပြောတာလေဒီကျမ်းစာတွေကပဲနော်ရှိပါသေးတယ်ဆရာတော်တပါးကဘာပြောကျမ်းစာဖတ်ဆရာမလိုတော့ဘူးလုပ်ပြန်အဲကျမ်းစာဖတ်ဖို့ငါပြင်းနေရလဲအာမင်ထူပြန်လေဘာဖြစ်လို့လဲတမန်တရားရှင်ဝိညာဉ်တော်ငါတို့ထဲမှာရှိရတယ်တဲ့ဟော तू ကတမန်တရားနဲ့တမန်တရားရဲ့ရှင်နှုတ်ကပတ်တော်ရဲ့အရှင်ပေါ့နော်နှုတ်ကပတ်တော်အရှင်ငါတို့ထဲမှာရှိရလေနှုတ်ကပတ်တော်ငါတို့ထဲမှာပဲလေ။ तू ကတော့တအုပ်လုံးသိတဲ့လူလေမဖတ်လဲရတယ်လေ။အာမင်ထူးတဲ့လူကတအုပ်လုံးမပြောနဲ့နော်။ဗါလေဟေဇကိအနာဂတိကျမ်းလှမ်းပါအောင်ဆိုရှာနေရလေ။ဟေဇကိအနာဂတိကျမ်းမှမရှိတာ။ဟေရှာယပဲရှိရလေ။ဟေဇကိအနာဂတိကျမ်းဆိုရှာနေရ။ကျမတော့ပြောတယ်ဆရာမရှာလေရှိလို့လား။ဟေဇကိအနာဂတိကျမ်းမရှိဘူး။ तू ကရှာနေတာနော်။အရှိရဆရာတယောက်ကဟေဇကိအနာဂတိကျမ်း तू အမှန်တော့ဗါလေလက်လို့ဟိုစားပါစမ်းလိုက်တာပေါ့ဟေဇကိအနာဂတိကျမ်းခန်းကြီးဘလောက်ဆိုရှာတာကျမကမရှာဘူးလေဟေဇကိအနာဂတိကျမ်းမှမရှိရနော် तू မသိတာကျမကမရှာလေတဲ့တွေ့ပြီလားဟေဇကိအနာဂတိကျမ်းကျမကျမ်းစာအုပ်တော့မပါဘူးလို့အမကျမ်းစာအုပ်ထဲပိုင်ဆက်ရှာလို့ပြောလိုက်တယ်နော်ဟေဇကိမင်းပဲရှိတယ်ဟေဇကိအနာဂတိကျမ်းမရှိဘူးလေကျမ်းစာနဲ့ယင်းနီလားမငင်းလားဟေဇကိအနာဂတိကျမ်းအသေးအတန်ရှာနေဟေဇကိအနာဂတိကျမ်းမရှိဘူးလေဟေဇကိမင်းပဲရှိရလေအဲ့တော့ကျမ်းစာနဲ့မရင်းနှီးဘူးအကျွမ်းတော်မရှိဘူးဒါဆိုကျမကပြောလိုက်တယ်အဲ့တော့ယောရှုမတ်စာခန်းကြီး1အငယ်8ကဘာလုပ်မလဲနေ့ညမပြတ်တောင်ဖတ်ခိုင်းတာကျမ်းစာဖတ်ဆရာမလိုတော့ဘူးဆိုတာဖခင်ပြောမှလူပြောတာနော်လူပြောတာနားမထောင်နဲ့အဲ့တော့ကျမကတစ်ကောနဲ့ပြန်ပြောပြတယ်ကျမ်းစာကိုလွန်၍လူကိုမယုံတင်နဲ့သူကပြောတယ်အိုးတဲ့အဲ့တော့ဆရာတော်ကြီးတွေအဲ့ဆရာကြီးတွေကနှစ်ပေါင်းဘလောက်ထိကျမ်းစာအကျွမ်းတော်ရှိတာအေးဆရာကြီးမို့လို့သူကဟိုပါလဲလေးစားပြီးတော့ခံယူရမယ်ပေါ့မှန်တယ်ပေါ့မမှားဘူးပေါ့ကျမလည်းဘောဓိတုနဲ့ထောက်ပြလိုက်တယ်ကျမ်းစာကိုလွန်၍လူကိုမယုံတင်နဲ့ယောရှု1:8ကိုဖျက်ပြလိုက်မလားယောရှု1:8ကအကျွမ်းမဝင်တော့ဘူးလားနေ့ညမပြတ်တောင်မှဖတ်ခိုင်းတာဖြစ်တယ်နော်အဲ့တော့နေ့ညမပြတ်တောင်စင်ကြင်ရမှာဖြစ်တယ်နော်ပြောလိုက်ရင်ဟုတ်တယ်လို့နဲ့အလွယ်ကြီးတွေပေါ့နော်အဲ့တော့ဒီကနေ့တမန်တရားကိုစိတ်စိတ်ပေါက်ပေါက်မသိရင်ကျမတို့လည်းအလိမ်ခံရတတ်တယ်နော်ဒီနေ့ယုံကြည်သူတွေအလိမ်မခံရဘူး
ဒီနေ့နှုတ်ကပတ်တော်နဲ့အကျွမ်းတော်ဝင်ရှိဖို့လိုတယ်ယုံကြည်သူတွေလိမ်မာဖို့လိုတယ်အလိမ်မခံရဖို့လိုတယ်လိမ်မာဖို့နှုတ်ကပတ်တော်သည်အလင်းကိုပေး၍မလိမ်မာသောသူလိမ်မာစေတယ်ဒါကြောင့်လိမ်မာခြင်းနှုတ်ကပတ်တော်နဲ့အကျွမ်းတော်ဝင်သွားအလိမ်မခံခြင်းလည်းနှုတ်ကပတ်တော်နဲ့အကျွမ်းတော်ဝင်သွားဟိုတိတလူလူနဲ့မတိဘူးတိလားဆိုတော့လည်းမတိဘူးလားဆိုတော့တိတယ်မမဆောင်နေခရစ်နေနော်ကျမ်းစာမေးလိုက်တိလားမတိဘူးလားဆိုတိတယ်အေးအဲ့လိုဖြစ်မမဆောင်နေဖြစ်နေနော်အဲ့တော့ကျမတို့ကကျမ်းစာနဲ့အကျွမ်းတော်ဝင်ရှိမှအလိမ်မခံရဘူးလိမ်မာတဲ့သူဖြစ်မှာဖြစ်တယ်လိမ်မာဖို့လိုတယ်အလိမ်မခံရဖို့လိုတယ်ဒီနေ့ခရစ်ယာန်နဲ့အရန်အလိမ်ခံရတယ်နော်ဖုန်းထဲမှာလည်းခဏလိမ်ခံရတယ်အဲ့တော့အစာရှောင်တာနဲ့အစာရှောင်နဲ့ဘောနော်ဒီခရစ်ယာန်အမျိုးသမီးလေးတယောက်လာပြောပြန်ပြီသူ့ကိုလိမ်သွားပြန်ပြီနင်ဒီလောက်စာရှောင်ဒီလောက်ဆုတော့လိမ်မဲလိမ်ခံနေရတာနော်ဖះစကားမပြောလားဖះစကားပြောတယ်လေနော်ကျမဆိုတရက်ဆိုဖះစကားပြောတယ်ခွိုက်ထိုင်မှာကင်ကျင့်အေးတော့နန်းကျင့်လည်းအေးတော့ဒါမဲ့လိမ်လည်းမှုရှိတယ်ဟာဒီနေ့ငါအလိမ်ခံရမှာပဲသိနေတယ်ကျမ်းစာကြိုတင်ပြောပြီလေကင်ကျင့်လည်းအေးတော့နန်းကျင့်လည်းအေးတော့ဒါမဲ့အထက်ကရာကုန်ကြီးလေလာတော့မယ်ဖះကြိုတင်ပြောတကယ်လဲလာတယ်တမနဲ့လုံးအလိမ်ခံရဟိုးညနေ3 နာရီကျော်လောက်မှအလိမ်သမားရောက်နော်ကင်ကျင့်လည်းအေးတော့နန်းကျင့်လည်းတော့လာတယ်ကျမ်းစာနဲ့ပဲကိုင်တာလည်းဒီကျမ်းစာပဲပြောတော့လည်းဒီထားပဲဒါပေမဲ့အလိမ်သိတယ်လေအဲ့တော့လိမ်မှန်းသိတဲ့အတွက်ကျမ်းစာနဲ့ပြန်ထောက်ပြတဲ့ခါကျတော့လစ်တာမှပြန်အောင်လှည့်မလာတော့ကြိုတင်ဖះကပြောပါတယ်အဲ့တော့ကျွန်မပြောနင်တို့ကျမ်းစာဒီလောက်ဖတ်နေသူ့အမေရအောင်ပြောတယ်နင်တို့ကျမ်းစာဖတ်နေရတဲ့ငါခိုင်းချိန်မရှိတော့ဘူးဟုတ်တယ်ခိုင်းမယ်ဆိုကျမ်းစာကြည့်ပဲခိုင်းနေတကယ်ဖတ်တာလားမဖတ်တာလားမသိဘူးနော်နင်တို့ကလည်းငါခိုင်းဖို့လည်းအချိန်ရှိပါအောင်နင်တို့ကြည့်လိုက်ကျမ်းစာအုပ်ကြီးကြိုင်ပြီးဖတ်နေတော့ခိုင်းရမှလည်းအားနာတယ်လေအမေဖြစ်ပေမဲ့လည်းအိုး तू ကျမ်းစာဖတ်နေတာဟဲ့ခိုင်းမယ်ချင်းကျမ်းစာပဲဖတ်နေအိုး तू ကျမ်းဝမ်းတာတော့ဒါမဲ့ဟဲ့တဲ့ဖတ်တော့ဖတ်ပေါ်ဟဲ့ငါလည်းခိုင်းရပြစီအောင်အမေကအဲ့လောက်ထုတ်ပြောရတယ်ဒါပေမဲ့အလိမ်ခဏခံရဘာကြောင့်လဲကျွန်မပြောတယ်ကျမ်းစာကိုဖတ်ပြီးတော့ဖရာရဲ့စကားနဲ့အကျွမ်းတော်မရှိအလိမ်ခံရမယ်ဒီနေ့ကျွန်တော်တို့အလိမ်မခံရဖို့ကျမ်းစာကိုရိုးမဖတ်တဲ့အကျွမ်းတော်ဖတ်အလိမ်မခံရဖို့လိုတယ်လိမ်မာဖို့လိုတယ်ကျမတို့တွေနေ့ရက်စဉ်တိုင်းလောကကြီးကကိုယ်မလိမ်မာအောင်ပဲလုပ်နေတာဖြစ်တယ်ခါကြကိုယ်စိတ်ရှည်ခြင်းနဲ့ကိုယ်မိသားစုကြည့်ပြီးဒေါသအရန်ထွက်ချင်တာနော်အေးအဲ့တော့ကျမတို့တွေကဘာဖြစ်လဲလိမ်မာတော်သူဖြစ်ဖို့နှုတ်ကပတ်တော်ပဲကိုယ်ပြန်ထည့်ရမှာနော်ခါကြဖះအိမ်နေမှာမယုံကြည်ဖះเจ้าများတက်လူကအိမ်မှာပွားစီအလုပ်ဆုံးပဲအိမ်ပြန်ရင်သူတို့ပဲစုနေတာအိမ်မှာရှိတဲ့လူပြန်လိုက်ဖះเจ้าသွားပြီးအိမ်ပြန်လာပြီးစုနေတာပဲတဲ့တချို့ကပြန်ပြောတယ်နော်ပြောချင်တာဘာဖြစ်လဲဆိုတော့ဖះတရားနဲ့နေတာဟုတ်ပေမဲ့ဖះတရားနဲ့နေတဲ့လူစိတ်တက်ကြောင်အိမ်ကလူကို तू ကလည်းသုံးတာဟုတ်အဲ့တော့ကျွန်တော်တို့စိတ်တက်ကြစရာမဟုတ်ဘူးငါကစုစရာရှိရစုမှာပဲဖះငါ့ကိုဘလောက်ပြောငါတော့ဖះတရားဆက်သွားမှာအဲ့လိုသွားမှာလေတချို့ကငါအဲ့လိုပြောလာဟဲ့ဆိုပြီးတော့ဖះเจ้าပြန်မသွားချင်တော့တဲ့လူတွေရှိတယ်အဲ့လိုမဟုတ်ဘူးเนาะပြောချင်တာကဒီနေ့ရက်စတိုင်းကျမတို့မလိမ္မာအောင်စာရမဏကနဲ့လောကအရာတွေကကျမတို့ကိုတကယ်ပဲတွန်းပေးနေတယ်အဲ့တော့ကျမတို့ကလိမ္မာတဲ့ယုံကြည်သူလိမ္မာတဲ့အမှုတော်ဆောင်ဖြစ်ဖို့ဒီနေ့အလိမ္မခံရတဲ့ယုံကြည်သူအလိမ္မခံရတဲ့အမှုတော်ဆောင်ဖြစ်ဖို့တမာတရားနဲ့အကျွမ်းတော်ရှိရမှာဖြစ်တယ်နော်လိမ့်နေအခုခေတ်မှာနော်ကျမတို့ခဏလာနိုင်တယ်နားထောင်လိုက်တာနဲ့အလိမ္မာသိတယ်သူချိုတာပဲပြောဘလို့ပဲပြောလိမ့်နေတယ်ဆိုတော့ကျမတို့သိတယ်သိတဲ့အတွက်ဘာဖြစ်လဲကျွန်တော်ဆက်နော်အချိန်မရှိတော့ဘူးဒီလိုပဲပြောလိုက်တယ်စိတ်ဝင်စားဘူးဒီလိုပဲပြောလိုက်တယ်လောကကောင်းကြီးတွေနဲ့လည်းလာလိန်တာပဲမလို့ချင်ဘူးလားလိုချင်ပါလေဒါပေမဲ့လိန်နေမှန်းသိတဲ့အတွက်ဘာဖြစ်လဲကိုရှိရတော့အပါမခံဘူးအဲ့လိုမျိုးပေါ့နော်ဒါဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေနှုတ်ကပတ်တော်နဲ့အကျွမ်းတော်ရှိဖို့လိုတယ်လိန်မာဖို့အလိန်မခံရဖို့နော်နောက်ပြီးနှုတ်ကပတ်တော်နဲ့အကျွမ်းတော်ရှိအောင်သာမကနှုတ်ကပတ်တော်ရဲ့အရှင်ဖခင်နဲ့လည်းစကားပြောမပြတ်ရှိနေရမှာဖြစ်ပါတယ်နော်အဲ့တော့ဖခင်သခင်နဲ့လည်းစကားများပြောဖို့လိုပါတယ်ဒီနောက်ဆုံးသောကာလမှာဆုတောင်းစရာမလိုတော့ဘူးကြားစာဖတ်စရာမလိုတော့ဘူးလို့ပြောနေတဲ့သူတွေထဲမှာတချို့တွေကလည်းလိုက်ပါနေကြတယ်ဒါကြောင့်ကျမတို့ကဆုတောင်းမပြတ်ဆက်ဆုတောင်းအောင်မှာဖြစ်တယ်နောက်ပြီးတော့ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာနှုတ်ကပတ်တော်နဲ့အကျွမ်းတော်နဲ့ဆက်လက်ရှိဖို့လိုတယ်နော်ဆုတောင်းတဲ့အခါမှာလည်းတစ်ခါတရံကြရင်ဘုရားခင်ကျမတို့ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးခြင်းတဲ့အတွက်ဆုတောင်းခြင်းမှာအခက်ခဲတွေ့ရတဲ့အရာတွေကိုလည်းတစ်ချက်ထပ်ဆင့်ခွာပေးချင်ပါတယ်လို့အဲ့ဒါကတော့ရှမတ်သက်15မှာပါတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဘ
ကျော်အားလုံးသိပြီးသားလေးဖြစ်တယ်နော်ရှင်မသက်15မှာပါတဲ့နော်အကြောင်းအရာလေးတချို့သောဆုတောင်းချက်တွေကလွယ်လွယ်လေးနဲ့မရပါဘူးလွယ်လွယ်လေးနဲ့မရတဲ့အရာကကျမတို့ယုံကြည်ခြင်းဘုရားစစ်ဆေးတာဖြစ်ပါတယ်ရှင်မသက်ခရစ်ဝင်အခန်းကြီး15အပိုင်းငယ်21ကနေတော့အပိုင်းငယ်28မှာပါတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အပိုင်းငယ်21မှာယေရှုသည်ထိုရမထ၍တူရုမြို့နှင့်ဇီးရုံမြို့ကျွေးလက်သို့ကြွတော်မူလေအပိုင်းငယ်21မှာခါနာအမျိုးဖြစ်သောမိန်းမတယောက်သည်ထိုနယ်စပ်မှထွက်လာ၍ဒါဝိဒ်သားတော်ရှင်ကျမကိုသနာတော်မူပါကျမ၏သမီးသည်နတ်ဆိုးနှိပ်စက်ခြင်းပြင်းစွာခံရပါသည်ဟစ်ကြော်တော်လဲစကားတစ်ခုမှပြန်တော်မမူအဲ့တော့ခန္ဓာမျိုးသမီးလို့ပဲမှတ်တမ်းတင်ထားတာဖြစ်ပါတယ်သူမှာဘာပြဿနာရှိလဲဆိုတော့သူ့ရဲ့သမီးကနတ်ဆိုးနှိပ်စက်ခြင်းခံနေရတယ်နတ်ဆိုးနှိပ်စက်ခြင်းခံနေရတဲ့သူ့ရဲ့သမီးလေးလွတ်မြောက်ဖို့အတွက်လှုပ်ပေးနိုင်တဲ့ဖရာထံကိုသူချင်းကပ်တာဖြစ်တယ်ယေရှုကဒါကိုတတ်နိုင်တယ်ယေရှုကဒီမှုကကယ်နိုင်တယ်အဲ့ဒါကိုသူကသိပြီးတော့ယေရှုထံကိုချင်းကပ်တာဖြစ်ပါတယ်ချင်းကပ်တဲ့အခါမှာတဲ့ဟစ်ကြော်တယ်စကားတစ်ခုမှမပြန်ဘူးအဖြေမရဘူးတခါလေကျကျမတို့စုတော့တောင်းတယ်နော်အားကိုးတစ်ချိန်နဲ့တောင်းတယ်လှုပ်ပေးနိုင်တဲ့ဖရာလှုပ်ပေးစေခြင်းတဲ့အတွက်အားကိုးတစ်ချိန်တောင်းတာအားကိုးတစ်ချိန်တောင်းပေမဲ့အဖြေရဖို့အရိပ်ရောင်တာမတွေ့ရတဲ့ခါရှိပါတယ်နော်ဖရာမကြားတာမဟုတ်ဘူးနော်ဖရာကဘာအရိပ်ရောင်မှမပြဘူးအဲ့ဒီခါမှာကျမတို့စိတ်ဓာတ်ကြဖို့မဟုတ်ပါဘူးအရိပ်ရောင်စကားတစ်ခုမှမပြန်ဘူးဆိုတာကအဖက်မလို့အရိပ်ရောင်မပြောင်းနော်ကိုယ့်ရဲ့ဆုတောင်းချက်ကဘယ်လိုခေါ်မလဲအဖြေရဖို့နည်းနည်းအရိပ်ရောင်လေးတောင်မတွေ့ဘူးပေါ့နော်နေမကောင်းတဲ့လူတယောက်ဆုတောင်းပေးတာအချင်းတွေဆိုးတဲ့လူတယောက်ဆုတောင်းပေးတာဘာလဲနည်းနည်းလေးတောင်မတတ်တာလာဘူးအဲ့လိုမျိုးပုံစံပေါ့နော်အရိပ်ရောင်တော့ဘုရားသခင်ကဘာဖြစ်လဲမပြဘူးဒါမဲ့ဒီအမျိုးသမီးအဲ့လိုဖြစ်တဲ့အခါမှာတပည့်တော်တို့ဒီချင်းကပ်၍ထိုမိမကိုပြန်သွားခွင့်ပေးတော်မူပါတဲ့ငါတို့နောက်ကိုလိုက်၍ဟစ်ကြော်လက်နေပါတောင်းလျှောက်တယ်အဲ့ဒီခါမှာခရစ်တော်ကအရိပ်ရောင်မပြဘူးဒီတိုင်းပဲမတိကျိုးညိုလောက်တဲ့အတွက်တပည့်တော်တွေဒီကိစ္စဘုရားမဖြေရှင်းဘူးနဲ့တဲ့ဒီကိစ္စယေရှုကသူ့ကိုမလုပ်ပေးတာဖြစ်မယ်ဆိုပြီးတော့သူတို့ကလည်းစိတ်ထင်သွားတာပေါ့ယေရှုကလည်းဘာမှလက်မှအကြောင်းမှမပြန်ဘူးအကြောင်းမပြန်ဘူးဆိုတော့သူ့နောက်လိုက်တဲ့တပည့်တော်တွေကဒီကိစ္စဘုရားကတာဝန်မယူပေးဘူးမလုပ်ပေးဘူးထင်တယ်ဆိုတော့ဗာလဲတဲ့သွားလိုက်တော့နော်နင့်ကိုဘုရားသခင်မလုပ်ပေးဘူးနဲ့တူတယ်သွားလိုက်တော့စိတ်တက်ကြစရာဖြစ်ပါတယ်ဒါပေမဲ့လည်းဆက်ပြီးတော့ကျွန်တော်ကြည့်တဲ့အခါမှာအဲ့လိုတပည့်တော်တွေကပြောတဲ့အခါမှာအဲ့ကျမယေရှုကစကားလေးဟာနော်လူတွေထံကအားပေးစကားတော့မကြားရပါဘူးဒီလောက်ဆုတောင်းနေတာတတ်နိုင်တဲ့ဘုရားသခင်ထံကလောက်ပေးမဲ့အရိပ်ရောင်မတွေ့တဲ့အခါမှာတချို့တွေကလည်းတောင်းမနေတော့နဲ့ပေါ့ဘုရားသခင်အလိုမရှိလို့လားမှမသိတာအားပေးတာပေးရနေနော်ဆိုတော့ဆက်မတောင်းချင်ဒါမဲ့အဲ့ချိန်မှာယေရှုကိုတော်ကလည်းဣသေလအမျိုးဝင်ပျောက်လွင့်သောသိုးများမှတပါးအခြားသောအမျိုးရှိရာသူငါ့ကိုမစင်လို့နည်းနည်းလေးအရိပ်ရောင်ထွက်လာတယ်အဲ့ဒီအရိပ်ရောင်ကလည်းအားရစရာမဟုတ်သေးဘူးဗါတဲ့ကိုတော်ကပြောတယ်ပျောက်တဲ့သိုးတွေအတွက်ပဲလာတာနော်ပျောက်တဲ့သိုးတွေအတွက်ပဲလာတာတဲ့နင်တို့အတွက်ငါလာတာမဟုတ်ဘူးတဲ့အဲ့လိုပြောပါတယ်သူအတွက်မပါဘူးပေါ့နော်ပျောက်တဲ့သိုးအတွက်ပဲလာတာတဲ့နင်တို့အတွက်ငါလာတာမဟုတ်ဘူးတဲ့စကားတန်လေးတော့ထွက်လာတယ်ဒါပေမဲ့အားရစရာမရှိပြန်ဘူးတခါတည်းကျရင်ကျမတို့ဆုတောင်းကြအဖြေရတယ်လို့နဲ့အားရတဲ့အခြေအနေချီတော့မဟုတ်ဘူးဒါမဲ့ဒီအမျိုးသမီးကဇွဲလျှော့လားမလျှော့ဘူးအဲ့တော့ထုံမိမချင်းကပ်ရပြက်ဝက်လက်ကျမကိုကဲပါပို့ပြီးဆုတောင်းတာဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာကိုဆုတောင်းတဲ့အရာကိုဘုရားသခင်ကလောက်ပေးဖို့အခြေအနေကမမြင်ရရင်လည်းပဲဆက်ပြီးတော့တိုးဖို့ဖြစ်တယ်ဆက်ပြီးတော့ဆုတောင်းဖို့ဖြစ်တယ်ဒီအမျိုးသမီးကဆက်ပြီးတော့စ조사ပြီးတော့ဆုတောင်းတာတွေ့ရတယ်အဲ့လိုတောင်းတဲ့အခါမှာကိုရာထပ်ပြောပါတယ်အခြေအနေကပုံမကောင်းလာပါဘူးเนาะကျွန်တော်သိတဲ့အတိုင်းပဲကိုတော်ကသား၏အစာကိုယူ၍ခွေးအားမပေးမချက်အပ်ဟုပြန်ပြောတယ်ပိုဆိုးသွားပြီအဖြေမရတဲ့ပြင်ပိုဆိုးသွားပြီအခြေအနေကခွေးလုံးဖြစ်သွားတာပဲเนาะခွေးလုံးဖြစ်သွားတာပဲအဲ့တော့ခွေးဖြစ်ဖို့သူရှိချစ်ကြတာမဟုတ်ဘူးခွေးဘဝရောက်ဖို့ဘုရားရှင်ထံချစ်ကြတာမဟုတ်ဘူးနတ်ဆိုးနှိပ်စက်ခြင်းခံရတဲ့သူ့သမီးလေးလွတ်မြောက်ဖို့ဒီနေ့ကြုံတွေ့ရတဲ့ပြဿနာတွေလွတ်မြောက်ဖို့ဆုတောင်းတာအရှက်ကွဲဖို့ဘုရားကိုဆုတောင်းနေမှာမဟုတ်ဘူးဒါမဲ့ဆုတောင်းကမှအရှက်ကွဲရမလို့ဖြစ်နေတယ်ဖြစ်တတ်တယ်နော်အသက်တာကဒါမဲ့ဒီအမျိုးသမီးကအရှက်ကွဲရမယ့်အခြေအနေရောက်ပေမဲ့လေကျမတို့ဆိုပြောမှာပေါ့မကူညီခြင်းနဲ့အဲ့လောက်ကြီးတော့ငါတို့မ
မနှိမ်ပါနဲ့ပြောမှာနော်ကြီးကြီးကြက်ကြက်နေမကူညီခြင်းနဲ့ငါတို့အဲ့လောက်ပြောစရာတော့မလိုဘူးဆိုကျမတို့ဆိုစွာမှာလေလူချင်းတော့အဲ့လိုစွာတယ်နော်ဆိုတော့ तू ကလေကိုရော်ရတတ်နိုင်ရသားနဲ့မကူညီခြင်းနဲ့အဲ့လောက်ထိတော့ကျမတို့ကိုနှိမ်စရာမလိုပါဘူးလို့ तू ပြောလို့ရပါတယ်ဒါမဲ့အဲ့မျိုးသမီးအဲ့လိုပြောတော့အဲ့မျိုးသမီးကပြန်ပြောတယ်သူ့ကိုခွေးလုံးလုံးပြောလိုက်ပေမဲ့အမျိုးသမီးညံကောင်းတယ်ဆုတောင်းတဲ့ခါမှာညံပါရတယ်အဲ့အမျိုးသမီးကညံကောင်းပါတယ်မှန်ပါတယ်ခွေးတို့ရဲ့အခွင့်အရေးကို तू သိတယ်ခွေးတို့ရဲ့အခွင့်အရေးခွေးဖြစ်ရင်လည်းခွေးမှလည်းခွေးအခွင့်အရေးရှိပါတယ်တဲ့ तू ပြောလိုက်တာညံကောင်းတယ်နော်ညံပါတယ်ခွေးဖြစ်ရင်လည်းတဲ့ခွေးတို့မှာအခွင့်အရေးရှိပါတယ်တဲ့နော်ကိုရောကလည်းတားရီစာခွေးမချွေးအဲ့လို तू ပြောလိုက်တယ်လေအဲ့တော့မိမကလည်းမှန်ပါတယ်ခင်တဲ့ခွေးမိဒီကမိမိတခင်စပွဲမှာကြာတော့စားလို့စားပါကိုစားမြဲထုံးစံရှိပါတယ်ခွေးဖြစ်လဲခွေးရဲ့အခွင့်အရေးကို तू သိတယ်ခွေးဖြစ်လဲတဲ့ခွေးမှလည်းအခွင့်အရေးရှိပါတယ်နော်တဲ့အေးအဲ့လိုလေအဲ့ယုံကြည်ကြုံဘုရားလိုချင်တာနော်ဒါမဲ့ကျမတို့တွေကသိလားဘုရားနဲ့ပြန်ပြီးမာနကြီးကြတာဒီလောက်တက်နိုင်ရဲ့ဇာတ်နဲ့မကူညီတာနေဟာဒီဘုရားငါမတောင်းတော့ငါပဲလှုပ်တော့မယ်နော်အဖီးတယောက်ကပြောတယ်မြန်မာနိုင်ငံတော့မတောင်းတော့ဘူးငါတို့ဘုရားသခင်အိပ်ပျော်နေတယ်ဟာဘာလာကပြောတဲ့ဟာမျိုးသူလာပြောတယ်ဟာအဖီးရဲ့အဲ့လိုတော့မပြောပါနဲ့ဟုတ်တယ်လေငါတို့တောင်းတာ3နှစ်တောင်းချင်နော်ဘုရားသခင်ခိုးထင်နာမညောင်းဘုရားသခင်အိပ်ပျော်တယ်တဲ့အဲ့အဖီးရလေနော်ဩဘာလဲအေလိယကဘာလပရောဖက်တို့ပြောတယ်လို့ကိုဟဲ့နင်တို့ဘာလရအိတ်နေတယ်ခရီးလွန်နေတယ်အဲ့လိုပြောတယ်အခုသူများပြောမို့ကို့ဖះကို့ဘာကိုပြန်ပြောနေတာနော်အဲ့အဖေရဲ့အဲ့လိုမပြောပါနဲ့ဖះကအိတ်ပြောဖို့မပြောနဲ့ငိုက်တောင်မငိုက်ဘူးလို့ပြောတယ်နော်120ခုမြောက်သွားဆံလာမလဲငိုက်နီးအိတ်ပြောခြင်းတော့ရှိဘူးဖះကငိုက်တောင်အိတ်ပြောပါဘူးငိုက်တောင်မငိုက်ပါဘူးနော်သူစိတ်တက်ကြအောင်တောင်းတော့ဘူးသူအိတ်ပြောနေတယ်သူစိတ်ထဲမှာဒီလိုပဲပေါ့နော်သူအိတ်ပြောနေတယ်တခါကြအိတ်ပြောနေတဲ့လူသွားပြောတယ်ဘာမှမထူးဘူးလေဒီအဲ့လိုမျိုးပေါ့နော်ဆိုတော့သူစိတ်ထဲမှာလည်းဘုရားခင်အိပ်ပျော်နေသူပြောတယ်နော်အဖေအဲ့လိုမဟုတ်ဘူးဘုရားသခင်ကငိုက်ပြီးအိပ်ပျော်ခြင်းတော့မရှိပါဘူးဆက်ပြီးတော့တောင်းပါကျွန်မအဲ့လိုပြောသူဘာမှတော့ပြန်မပြောဘူးပေါ့နော်ဒီမှာလည်းပဲစိတ်တက်ကြစရာဖြစ်အဆိုးဆုံးအခြေအနေထိရောက်သွားပါလေအဖြေမရတဲ့ပြင်ဘဝရဲ့အဆက်ကွဲဖို့ထိဖြစ်သွားတယ်သို့တော်လည်းပဲဒီခန္ဓာမျိုးသမီးကခွေးရဲ့အခွင့်အရေးကိုသိတယ်ခွေးဖြစ်အောင်မှခွေးမှာခွေးအခွင့်အရေးရှိပါတယ်တဲ့ခွေးအခွင့်အရေးကတော့ဇပွဲပေါ်ကအရာစားခွင့်မရှိတာဇပွဲအောက်မှာကြတဲ့အရာတော့စားခွင့်ရှိပါတယ်ဆိုပြီးတော့ပြောတဲ့အခါမှာယေရှုခရစ်တော်မနေနိုင်တော့ပါဘူးအိုးမိမတင်းသည့်ယုံကြည်အားကြီးလာပြီတချို့ဆုတောင်းတဲ့အရာကခက်ဇွဲနဲ့တောင်းရတယ်ကြိုးစားတောင်းရတယ်အားမလျှော့ပဲတောင်းရတဲ့အရာကဘာကြောင့်ဖရားလုပ်တာအခုချက်ချင်းပေးနိုင်တဲ့ဖရားပဲလေအခုချက်ချင်းမျက်စိတမိတ်အတော်တည်းမှာအကုန်လုံးပြောင်းပြန်လာနိုင်တဲ့ဖရားလေအေးတော်ပင်လေကြီးတော်နှစ်ချမ်းခွဲနိုင်ခဲ့တဲ့ဖရားလေဘာကြောင့်ဒီဆုတောင်းချက်လို့ဖြစ်နွယ်နေရလဲဖရားသခင်ကဒီခက်အမှုကိုဘာလို့ခက်ဆုတောင်းဖို့အခွင့်အရေးပေးလဲဆိုတော့ကျမတို့ယုံကြည်ခြင်းကိုဖရားကစစ်ဆေးတာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးမှဖရားသူ့ပြောလိုက်တယ်အိုးမိမတင်းသည်ယုံကြည်အားကြီးလာပြီနော်ယုံကြည်အားကြီးတယ်သူဉာဏ်ရှိတယ်ခွေးတို့ရဲ့အခွင့်အရေးကိုလည်းသူသိတယ်နော်သူအဲ့လိုပြောပြီးတောင်းတဲ့အခါမှာစိတ်ဓာတ်မကြဘူးဖရားတတ်နိုင်တယ်ဆိုတာသူသိတယ်သူ့ကိုဘာဖြစ်လဲပေးနိုင်တယ်ဆိုတော့ဘလို့အခြေအနေပဲဖြစ်ဒီဖရားငါ့ကိုကယ်မှာပဲဆိုတဲ့စိတ်နဲ့သူကနောက်ဆုံးအဆက်ကွဲခံပြီးတော့တိုးတာခွေးလို့ပြောမှတော့အဆက်ကွဲပြီလေအဆက်ကွဲခံပြီးတော့တိုးတာနော်ကျမတို့ဆိုစိတ်တက်ကြပြီးတော့ဘုရားကျောင်းလည်းမတက်တော့ဘူးကျမ်းစာလည်းဖတ်တော့မှာမဟုတ်ဘူးဘုရားသခင်ငါ့ကိုအဲ့လောက်ထိအောင်လုပ်သလားဆိုပြီးတော့နော်ဒါပေမဲ့ဒီမျိုးသမီးကကျမတို့ကိုဘုရားကယနေ့ယုံကြည်သူစကားပြောနေပါတယ်ဘလောက်ပဲဘောနော်ကြံ့ကြာတဲ့အမှုရာတွေဖြစ်ပါစေဆွဲမလျှော့ပါနဲ့ယုံကြည်ခြင်းတွေမပြောက်သွားပါနဲ့ယုံကြည်အားကြီးတဲ့မိန်းမသင်အလိုရှိတဲ့အတိုင်းဖြစ်စေမိန်ထိုအချိန်မှစ၍သူ၏သမီးသည်ကျမ်းမာပဂရိဖြစ်တယ်သူ့သမီးလည်းကျမ်းမာသွားတယ်သူသည်လည်းချီးမွမ်းခံရတယ်ဒီနေ့ကျမတို့ဆုတောင်းတဲ့သူချီးမွမ်းခံရပြီးတော့ကိုတောင်းနေတဲ့ဆုအဖြေရဖို့လို့ငါတခါတရံကြရင်အဲ့လိုမျိုးဘုရားကအမှုရာတွေပေးတွေ့တတ်ပါတယ်အဲ့တော့ကျမတို့ဆုတောင်းတဲ့အခါမှာဆွဲမလျှော့ရဘူးပို့ပြီးနှိမ့်ချရတယ်အဲ့တော့ဒီအမျိုးသမီးကတတ်နိုင်တဲ့ဘုရားထံမှာမာမာနနဲ့တောင်းတာမဟုတ်ပါဘူး
နှိမ်ချပြီးဆူတောင်းတာဖြစ်ပါတယ်ဒါကျမတို့ယုံကြည်သူတွေလူသားတက်တက်ကျမတို့မြေမုံတက်တက်ပဲလေအကူကြီးဖះကိုတောင်းရင်နှိမ်ချပြီးတောင်းရမှာပေါ့တောင်းရမှာပေါ့ကျမတို့ကတစ်ခါတစ်ခါတောင်းလို့မပေးရင်ဖះကိုတော့မှကျမတို့စိတ်ဆိုးကြတယ်နော်ဖះကိုစကားမပြောချင်ကြတော့ဘူးချမ်းသာမဖတ်ချင်ကြဘူးဖះเจ้าမတက်ချင်ကြဘူးဖះကိုစိတ်ကောက်ကြတာလေနော်ဖះကိုစိတ်ကောက်ကြတာအဲ့တော့ဖះသခင်ကကျမတို့ကိုတတ်နိုင်ရတဲ့နဲ့ဘာလို့အချိန်ဆွဲတာလဲဆိုတော့ကျမတို့ဘလောက်ထိဖះကိုယုံတယ်လဲဘလောက်ထိဖះကိုအားကိုးတယ်လဲဆိုတော့စစ်ဆေးတာပါတခါလေကျအခုနလိုပေါ့နော်အဖြစ်မရောက်လားအဖြစ်မရပြီးတော့ကိုညာနဲ့ကိုရှောက်ပြီးတော့ဖြည့်ရှင်းလိုက်တော့အဆင်ပြေလားဆိုတော့ခဏပဲအဆင်ပြေဘုံထင်ရှားဆိုတော့ဘုံမထင်ရှားအကျိုးတွေပဲပတ်တင်သွားတာဖြစ်တယ်နော်ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာဘုရားသခင်ကတချို့သောအမှုရာသူလုပ်ပေးမှရတယ်ဒီအမျိုးသမီးလည်းသူကြုံတွေ့ရတဲ့အမှုရာကလူကယ်လို့မရဘူးဘုရားပဲကယ်ရမှာနော်ဒီနေ့ကျမတို့ကြုံတွေ့နေရတဲ့အမှုရာကလူလုပ်ပေးလို့မရဘူးဘုရားပဲလုပ်ပေးရမှာဖြစ်တယ်ဖျားလုတ်ပေးမှရမယ့်အရာကိုဖျားထောင်တိုးဝင်ချင်းကပ်တဲ့အခါမှာတာမဂန်ရှာကန်နဲ့တော့သွားလို့မရအချိန်ပေးရပါတယ်အချိန်ပေးရတယ်ဆုတောင်းခြင်းဆိုအချိန်ပေးရတယ်နော်ဒီနေ့ဖျားဗိမာန်တော်လည်းလာတယ်ဆုတောင်းဖို့လာတယ်ကျမ်းစာခိုင်ဖို့လာတဲ့အခါမှာကျွန်တော်အချိန်ပေးရပါတယ်အဲ့ဒီအချိန်ကမင်္ဂလာရှိပါတယ်မင်္ဂလာရှိရနော်ဒါကြောင့်ဒီအမျိုးသမီးကဖျားရဲ့ထံကိုဆုတောင်းခါသူအချိန်ပေးတယ်သူအချိန်ပေးတဲ့အခါမှာစိတ်ဓာတ်ကျစရာအကြောင်းတွေတွေ့ပေမဲ့သူတာ၍နှိမ့်ချပါတယ်တာ၍နှိမ့်ချတဲ့ပြင်ညံရှိတယ်ခွေးနဲ့နိုင်တဲ့အခါမှာလည်းဟုတ်ကဲ့ခွေးရဲ့အခွင့်အရေးကလည်းဒီလိုရှိတယ်နော်သိတယ်လေနော်စွာပြီးပြန်မလှည့်ဘူးနော်ခွေးရဲ့အခွင့်အရေးသူသိတယ်အဲ့ဒါသူ့ရဲ့ယုံကြည်ခြင်းပဲသူ့ရဲ့ဆုတောင်းတဲ့အခါမှာညံပါရမယ်အဲ့တော့ဘုရားသခင်ကသူ့ဘာပြောယုံကြည်အားကြီးတဲ့အမျိုးသမီးဆိုပြီးတော့ချီးမွမ်းခံရတဲ့ပြင်သူ့သမီးလည်းလွတ်မြောက်တာကိုကျွန်တော်တွေ့ရပါတယ်ဆုတောင်းတဲ့အခါမှာဒီနေ့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့တောင်းဖို့လို့သလိုစိတ်ရှည်ဖို့လည်းလိုပါတယ်ဘုရားကိုစိတ်ရှည်ဖို့လည်းလိုပါတယ်ဘာကြောင့်လဲဆိုတော့ဘုရားကစိုင်းတော်လဲမျော်လင့်တော့နောက်မကြပဲဧကမန်ပေးမယ်လို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်တို့ကလောတဲ့အခါမှာဒီနေ့စိတ်မရှိနိုင်တာဖြစ်တယ်ကျွန်တော်တို့ကလောတာဘုရားကနောက်မကြဘူးကိုကသာလောတာဖြစ်တယ်ပေါ့နော်အဲ့တော့ကာနမင်္ဂလာပွဲမှာလည်းပဲစပြည့်ရကုံတဲ့အခါမှာမေတော်ကယေရှုကိုပြောပါတယ်စပြည့်ကုံပြီးအကြောင်းကြားပါတယ်ယေရှုကချက်ချင်းဟုတ်ကဲ့ချက်ချင်းလုပ်ဘူးနော်ငါအချိန်မရောက်သေးစပြည့်ကုံပြီလို့ပြောရလေစပြည့်ကုံခံနေပြီနော်လို့ပြောရမဟုတ်လေစပြည့်ကုံပြီလို့ပြောရလေကုံခံနေကုံခံနေပြီလားဟုတ်ကဲ့အချိန်ပြီဆိုလုပ်ပေးမှာပေါ့အခုကကုံခံနေပြီပြောရမဟုတ်လေစပြည့်ကုံပြီချက်ချင်းလုပ်ရမယ့်ဟာပဲလေဒါပေမဲ့ယေရှုကပြောငါအချိန်မရောက်သေးဒီနေ့ကျမတို့ရဲ့လိုချင်တဲ့အချိန်နဲ့အလုပ်လုပ်တာမဟုတ်ဘူးကျမတို့နဲ့တော်လော်မဲ့အရာနဲ့အလုပ်လုပ်တဲ့ဘုရားသခင်ဖြစ်တယ်ဒါကြောင့်ဟေပြဲ46မှာလဲဂျေဇုတော်ပလင်ကိုချဉ်ကပ်ပါတဲ့တနာချင်းကုဏ၎င်းတော်လော်တဲ့မဆချင်းဂျေဇုတော်ခံရမိကြောင်းရဲရင်သောစိတ်နဲ့ဂျေဇုပလင်တော်တို့ချဉ်ကပ်ပါဒါပဲဂျေဇုပလင်တော်ရဲရင်သောစိတ်ဆိုတာယုံအေဖက်30မှာအဖြေပေးထားတယ်ရဲရင်သောစိတ်ကယုံကြည်ခြင်းကိုပြောတာဖြစ်တယ်ထိုသခင်အားဖြင့်ငါတို့ရသောယုံကြည်ခြင်းတဲ့နော်ရဲရင်သောစိတ်ကနော်အေဖက်30မှာပါတယ်ဒါတော့ရဲရင်သောစိတ်နဲ့ဂျေဇုပလင်တော်ရှိမှတိုးဝင်ချင်းကပ်ရမယ်ကိုနဲ့တော်လော်တဲ့အရာနော်တနာချင်းဂျေဇုပြုနာ၎င်းနဲ့တော်လော်တဲ့မဆခြင်းကို၎င်းခံရမိကြောင်းဂျေဇုပလင်တော်တို့ရဲရင်သောစိတ်နဲ့တိုးဝင်ပါဒီနေ့ကျမတို့တော်လော်တဲ့အရာရဖို့လိုတယ်ကျမတို့လိုချင်တဲ့အချိန်အလုပ်လုပ်တာမဟုတ်ကျမတို့နဲ့တော်လော်တဲ့အချိန်အလုပ်လုပ်တဲ့ဘုရားခင်ဖြစ်တယ်နော်ကိုလိုချင်တာချက်ချင်းကျမတို့နဲ့ဒီအချိန်ကမတန်သေးဘူးနော်ဘုရားခင်ကကျမတို့နဲ့တော်လော်တဲ့အချိန်နဲ့အလုပ်လုပ်တာဒါကြောင့်စပြည့်ကုံပြီလို့ပြောရတယ်ကုံခံနေပြီလို့ပြောမှာမဟုတ်တာဒါပေမဲ့ဘုရားခင်ကချက်ချင်းမလုပ်ပါဘူးဘာဖြစ်လဲငါအချိန်မရောက်သေးငါအချိန်မရောက်သေးလို့ပြောမယ်အဆက်ကွဲလားဆိုမကွဲပါဘူးတော်လော်တဲ့အချိန်မှာဘုရားအလုပ်ထားလုပ်တဲ့ကကွက်တီပဲနော်ချီးမွမ်းစရာလေးဖြစ်တယ်နောက်ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာကိုလိုချင်တဲ့အချိန်နဲ့ဖယားကိုကျမတို့ပြောတာထက်ကျမတို့နဲ့တော်တော်မဲ့အချိန်ကိုလှုပ်ပေးတဲ့ဖယားကိုကျမတို့ကစိတ်ရှည်ရတယ်စောင့်တက်ရပါတယ်ကို့အကျိုးအတွက်ပေါ့နော်ဒါကြောင့်ဒီအမျိုးသမီးရဲ့အသက်တာထဲမှာလဲတတော့သူ့သမီးကအသေးအံဖြစ်နေတဲ့အခါမှာချက်ချင်းလှုပ်ပေးရမှာပေါ့နတ်ဆိုးနှိပ်စက်နေပါတယ်ဆိုမှနော်ပျောက်လို့နဲ့သိုးတွေအတွက်နော်လာတယ်တို့စကားမပြောတာတို့နော်ခွေးအတွက်မပါတာတို့အဲ့ဒါကြီးပြောနေကြားတယ်လေဒီမှာကအသေးအံဖြစ်နေလေဖယားသိပါတယ်ဘာကြောင့်သူ့ကိုဘာဖြစ်လဲဒီလိုအချိန်ဆွဲလဲဆိုရင်သူ့သမီးမဆုံးရှုံးပါဘူးဒီနေ့အဲ့ဒီအမျိုးသမီးရဲ့အသက်တာထဲမှာယုံကြည်ခြင်းအားကြီးတာလဲပေါ်သွားသလိုနှိမ်ချတယ်ဆိုတာလည်းကျွန်တော်တွေ့ရပါတယ်ဖယားကိုစကားပြောတဲ့အခါမှာနှိမ်ချပါမာမာနာနဲ့မတောင်းပါနဲ့ကျွန်တော်တို့လူကာထဲမှာလည်းအခွန်ခံတဲ့ပါရိရှဲဆုတောင်းတဲ့အခါမှာအခွန်ခံနှိမ်ချပြီးတောင်းတယ်ပါရိရှဲကဘာဖြစ်လဲလူအနေနဲ့ကျင့် तू က perfect လေနော်
တပတ်မှာဘယ်နှကြိမ်ဇေဘုဒ္ဓဘုရားမှန်တာတွေစသဖြင့်ပေါ့နော်သူကဘာဖြစ်လဲဘုရားသခင်ရှေ့မှာမာနနဲ့သွားတယ်အခွန်ခံကတော့နှိမ့်ချခြင်းနဲ့သွားတယ်အမြင့်ဆုံးသောထာဝရဘုရားထံကျမတို့ကုညီမဆမဲ့ဘုရားကျမတို့တိုင်းနိုင်ငံကိုယေရှုပြုမဲ့ဘုရားအသင်းတော်တွေကိုယေရှုပြုမဲ့ဘုရားအိမ်တောင်တိုင်းကိုယေရှုပြုမဲ့ဘုရားအရောက်ချင်းစီတိုင်းကိုယေရှုပြုမဲ့ဘုရားယုံကြည်သူရဲ့စီးပွားရေးလုပ်ငန်းအမှုတော်ဆောင်တဲ့အမှုတော်လုပ်ငန်းသားသမီးတွေရဲ့ပညာရေးဝိညာဉ်ရေးအားလုံးကိုမဆနိုင်တဲ့ဘုရားသခင်ထံတော်ပါမှာကျမတို့ကဆုတောင်းရမှာဖြစ်တယ်ထိုကဲ့သို့ဆုတောင်းတဲ့အခါမှာနှိမ့်ချရမှာဖြစ်တယ်ထိုကဲ့သို့ဆုတောင်းရတဲ့အခါမှာယုံကြည်ခြင်းပါရမှာဖြစ်တယ်အဲ့တော့ဉာဏ်လည်းပါရမှာဖြစ်တယ်စိတ်နှလုံးလည်းပါရမှာဖြစ်တယ်ဒါကြောင့်မို့ဆုတောင်းတဲ့အခါမှာစုံလင်တဲ့ဝမ်းမြောက်ခြင်းခံစားခြင်းနဲ့ဆိုရင်ဆုတောင်းပါဘယ်လိုတောင်းမလဲကျမတို့ဉာဏ်နဲ့တောင်းမယ်စိတ်နှလုံးပါစွာတောင်းမယ်ယုံကြည်ခြင်းနဲ့တောင်းမယ်နှိမ့်ချခြင်းနဲ့တောင်းမယ်ဆိုရင်ဒီနေ့ကျမတို့ကဆုတောင်းပြီးတော့ဝမ်းမြောက်ရတဲ့သူဖြစ်မှာဖြစ်ပါတယ်เนาะဆုတောင်းပြီးတော့ဝမ်းနေရတဲ့သူမဖြစ်ဖို့အတွက်လည်းတတိရှိရမှာဖြစ်တယ်လို့ဆုတောင်းခြင်းမှာလည်းပဲဘုရားသခင်ကကျမတို့ကိုချက်ချင်းအပြည့်မပေးတာကကျမတို့အပြစ်ကြောင့်လည်းမဟုတ်ပါဘူးတခါကျအပြည့်မရငါတို့မှာဘာသိရှိလို့လဲငါတို့မှာဘုရားမကြိုက်တာဘာရှိလို့တခါကျကိုယ့်ကိုတန်တရားဝင်သွားတဲ့အခါရှိပါတယ်ကိုယ့်အပြစ်ကြောင့်လည်းပြစ်နိုင်တဲ့အခါရှိပေမဲ့အပြစ်ကိုဝင်ချဖော်ပြစွန့်ပစ်တဲ့အခါမှာဘုရားကဒီနေ့နားထောင်ပေးတာပဲလေနော်ဒါကြောင့်မလို့ဒီနေ့ကျမတို့ကိုဘုရားသခင်ကကယ်နိုင်တဲ့ဘုရားမားစားနိုင်တဲ့ဘုရားတတ်နိုင်တဲ့ဘုရားဆုတောင်းတဲ့မှန်လည်းသိတယ်ဒါမဲ့ဆုမတောင်းတတ်ဘူးဆိုဝိညာဉ်တော်ကိုယုံလားတန်ရှင်တော်ဝိညာဉ်တော်လက်ခံလားလက်ခံနဲ့ယုံလဲဆိုအကူကြီးတောင်းလိုက်ပါတန်ရှင်တော်ဝိညာဉ်တော်ကအကူကြီးပေးပါတယ်အဲ့လိုတန်ရှင်တော်ဝိညာဉ်တော်အကူကြီးတောင်းတဲ့အခါမှာနှိမ့်ချတက်လာတယ်နောက်ပြီးတော့ယုံကြည်ခြင်းမှလည်းစိတ်အားမလျော့ပဲနဲ့ဒီနေ့တတ်နိုင်တဲ့ဘုရားပေးနိုင်တဲ့ဘုရားထံမှာကျမတို့ဆုတောင်းတဲ့အခါမှာအသင်းတော်အတွက်တောင်းလဲအသင်းတော်အတွက်အဖြေရမယ်တိုင်းနိုင်ငံတော်အတွက်တိုင်းလဲအချိန်တိုင်းအဖြေရမယ်သားသမီးတွေအတွက်ခင်မွန်းတယ်တွေအတွက်အမျိုးသမီးတွေအတွက်အမျိုးနွယ်တွေအတွက်တောင်းရင်လည်းပဲအချိန်တိုင်းအဖြေရမရအောင်ဆရာအကြောင်းမရှိပါဘူးရအောင်ရမယ်ဆိုတဲ့အကြောင်းကိုပြောပြချင်ပါတယ်လို့နော်ဒါကြောင့်ဆုတောင်းခြင်းအာမရောပါနဲ့ဆုတောင်းခြင်းမှုမှာမွေးလျော်ကြပါလို့လည်းပြောချင်ပါတယ်ဆုတောင်းခြင်းကမခက်ပါဘူးဒါမဲ့မလုံးကြဘူးပြင်းကြတယ်ပေါ့နော်ဒါကြောင့်အတန်ဆုတောင်းရတဲ့အခြေအနေမျိုးဖြစ်အောင်ဘုရားသခင်နဲ့ဆုတောင်းခြင်းမှာလိုက်လဲလိုချင်းချင်းမွေးလျော်ပါဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့ဆုတောင်းပြီးတော့ဝမ်းမြောက်ခြင်းနဲ့ဆိုအခုပြောပြသွားတဲ့အချက်တွေကိုမှရှိသလားဆိုတာကိုပြန်လဲစမ်းစစ်ရင်းနဲ့ဒီနေ့ဆုတောင်းခြင်းမှာမွေးလျော်တာမကဆုတောင်းတိုင်းဝမ်းမြောက်ရတော်သူများဖြစ်အပ်တော်ကဒီနှုတ်ကပတ်တော်ဖြင့်ပေါင်းဝန်းအစီခံလိုက်ပါတယ်လို့အရောက်စီတိုင်းမှာဘုရားရှင်ကောင်းရှိပါစေယေရှုတင်ပါတယ်